အချစ်ဆိုတာတခါတည်းရမှာပွင့်လန်းကစားပန်းတပွင့်လိုလာပတ်နေတတ်တယ်လို့တခါတည်းရမှာလဲမိခဲကိုစုပ်ကင်ထားမိသလိုမျိုးနာကျင်ရတတ်ပါတယ်လူငယ်ဘဝရဲ့ဖြူစင်မှုစူးရှတဲ့မာနပြီးတော့အချိန်ခါမသိတဲ့ဆုံးဖြတ်ချက်တွေကြားတွေကအချစ်ဇလန်တစ်ပုဒ်စတင်ခဲ့တာပါအလောင်းစားတစ်ခုလိုတင်မှတ်ခဲ့တဲ့အစပြုခြင်းကလေအဆုံးမရှိတဲ့လွမ်းဆွတ်ခြင်းတွေအထိ9နှစ်တာအချိန်ခါလတစ်ခုကိုဖြတ်ကျော်ပြီးကမှသိလိုက်ရတဲ့အမှန်တရားကတော့အဆုံးမှာကြေကွဲပွေရာဇလန်တစ်ပုဒ်ဖြစ်နေခဲ့ပါတယ်မာနကိုရှေ့တန်းတင်မိခဲ့တဲ့ကောင်လေးတစ်ယောက်နဲ့အချစ်ကိုစမ်းသပ်ဖို့ကြိုးစားခဲ့တဲ့ကောင်မလေးတူအမားတစ်ခုကိုပြင်ဆင်ဖို့အချိန်မရလိုက်တဲ့အခါထာဝရဝေးကွာခြင်းဆိုတာဘလောက်တောင်ဝမ်းနေစရာကောင်းလဲဆိုတာကိုဒီဇလန်လေးကပြောပြပေးသွားမှာပါဒီဇလန်လေးဟာစာမျက်နှာတွေပေါ်မှာဇလန်တွေတဲမာတဲ့ပြီးဆုံးသွားမှာမဟုတ်ပဲကောင်လေးအတွက်တော့ရှင်ထဲမှာအမြဲထာဝရတည်ရှိနေမဲ့တန်ရာတကူတစ်သက်လုံးပြင်ဆင်ခွင့်မရတော့တဲ့ဘေတော့မှပြန်မရနိုင်တော့တဲ့ချစ်ချင်းတစ်ခုအားလဲဆိုလို့ channel ကနေဒီဇလန်လေးကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်တက္ကသိုလ်ဝင်းကြီးရဲ့ဝင်ပေါက်ကနေဖြတ်ဝင်လိုက်ချိန်မှာပဲပတ်ဝန်းကျင်တစ်ခုလုံးကထူခြားနေသလိုကျွန်တော်အတွက်ခံစားရတယ်အယောင်သွေးစုံလင်လာတဲ့ចောင်းသားចောင်းသူတွေရဲ့ဆူညံတန်တွေစပိန်တန်တွေပြီးတော့တက္ကသိုလ်ရဲ့နာမည်ကျော်တပည့်အိုကြီးတွေကနေတဆင့်တိုက်ခတ်လာတဲ့လေငင်းတန်တွေကကျွန်တော်ကိုနှွေးထွေးစွာကြိုးစိုးနေသလိုပါပဲကျွန်တော်တို့အဆောင်ကနေကျောင်းဆောင်စီကိုရှောက်လာတဲ့လမ်းမှာတငယ်ချင်းတွေနဲ့အတူရှယ်မောစွာစကားပြောရင်အချိန်ကုန်မှမသိကုန်ခဲ့ပါတယ်အရင်တော့ကျောင်းဝတ်ဆောင်အဖြူအစိမ်းကြီးကိုဝတ်ခေအရာကနေအခုတော့ကိုကြိုက်နှစ်သက်တဲ့အဝတ်အစားတွေကိုရဲ့ပုံစံကိုပိုင်ဟန်တွေနဲ့ကျောင်းတော်ကြီးထဲမှာသွားလာနေကြတာဟာလွတ်လပ်ခြင်းရဲ့ပထမဆုံးအရသာဆိုတာကျွန်တော်ကောင်းစွာခံစားမိပါတယ်စာသင်ခန်းထဲမှာလူစိမ်းတွေကြားတဲ့အထီးကျန်တဲ့ပထမဆုံးနေ့ကိုခုထိကျွန်တော်အမှတ်ရနေမိပါတယ်ဒါပေမဲ့တိတ်မကြခင်မှာပဲတငယ်ချင်းအသစ်တွေနဲ့စကားစမြင်ပြောပြကြပါတယ်နင်ကဘယ်မျိုးကလဲညင်ယူတဲ့ဘာသာရပ်ကခက်လားဆိုတဲ့မေကွန်လေးတွေကနေပဲတသက်တာတငယ်ချင်းကောင်းတွေဖြစ်လာမဲ့လမ်းကြောင်းကိုစတင်ဖောက်ခဲ့ကြရတာလေညနေခင်းဆိုရင်တော့တက္ကသိုလ်ဝင်းတွေကဟာကစားကွင်းဘေးကခုံတန်းလေးမှာထိုင်ပြီးနေဝင်ချိန်ကိုငေးမောရတာကျွန်တော်အကြိုက်ဆုံးပဲကောင်းကင်ကြီးကရွှေရောင်တန်းလာပြီးကျောင်းတော်ကြီးတစ်ခုလုံးကငြိမ်ချမ်းသွားတဲ့အချိန်မှာဘဝရဲ့အနာဂတ်အတွက်ပုံဖော်ရမယ့်စိတ်ကူးရဲ့အိမ်မက်တွေကလည်းကျွန်တော်အတွက်တစားတစားနဲ့ဝင်လန်းလာသလိုပါပဲတက္ကသိုလ်ကျောင်းရောက်ခါသာရက်တွေဟာရိုးရှင်းလွန်းလာပါတယ်ဒါပေမဲ့အဲ့ဒီရက်တွေထဲမှာပဲအမတ်တရားတွေအချစ်တွေရုန်းကန်မှုတွေနဲ့ဘဝရဲ့အလှပဆုံးသောအခန်းကဏ္ဍတစ်ခုကိုကျွန်တော်တို့စတင်ရေးသားခဲ့ကြတာပါအဲ့ဒီတော့ကကျွန်တော်တို့ဘာမှမသိခဲ့ကြဘူးဒီကျောင်းတော်ကြီးဟာကျွန်တော်တို့ရဲ့ဘဝတစ်ခုလုံးကိုပြောင်းလဲပေးသွားမယ့်နေရာဖြစ်လိမ့်မယ်ပြီးတော့လွမ်းတတတနဲ့ဖြစ်စေမဲ့လွမ်းချင်းအိမ်ကြီးဆိုတာပေါ့ဗျာနေကတက်လာလေကျွန်တော်အတွက်တော့ကျောင်းတွင်အဆောင်ကပိုအဆင်ပြေပါတယ်အပြင်ဆောင်တွေထက်တော့အဆောင်တွေကွာချလွန်းတာပေါ့လေစာရေးတောက်ရေးပါပြီးသားဆိုတော့ကျွန်တော်တို့နေကနေကျောင်းလာတက်တဲ့သူတွေအအတွက်တော့ကျောင်းတွင်အဆောင်ကပိုအဆင်ပြေစေပါတယ်ဒီလိုနဲ့ကျောင်းရောက်ခါသာအဆောင်ရေးကြတယ်ပေါ့ဗျာကျောင်းရင်းဆောင်ကတော့တစ်ထပ်တိုက်ကိုဟော်ဂန်ပုံစံမျိုးတိစောက်ထားတယ်ဗျတစ်ဆောင်ကိုအယောက်30လောက်ကအေးဆေးဆန့်ပါတယ်နဲ့အဆောင်ကနေလာကြတဲ့ကျောင်းသားတွေကအဆောင်တစ်ခုမှစုံကြတဲ့အခါအစာပိုင်းမှာတော့သူမသိကိုမသိတရားနဲ့တရားအကဲခတ်နေသလိုမျိုးစားခြင်းစားအိတ်ချိန်နဲ့အိမ်နဲ့အဆောင်တစ်ခုလုံးကပြင်းစရာကောင်းလွန်းလာတာပေါ့ဒါပေမဲ့ဒါကလည်းကျွန်တော်ကြောင်းရောက်ပြီး3ဘက်ညောင်လောက်မှာအဆောင်ကိုစားရောက်တဲ့နေ့နဲ့တခြားစီဖြစ်ကုန်ပါပြီတရားနဲ့တရားရင်းနှီးကုန်ကြပြီးစားကြနောက်ကြတယ်ကျွန်တော်တို့ကြောင်းရင်းဆောင်ကတော့2ဆောင်ရှိပါတယ်တစ်ဆောင်ကတော့ပထမနေ့ကျောင်းသားတွေနောက်တစ်ဆောင်ကတော့နှစ်ကြီးသမားတွေပေါ့ဗျာအဆောင်ရောက်ပြီး3ဘက်မြောက်လောက်မှာအဆောင်တစ်ခုမှာလူဦးရေ30ကျော်လောက်ရှိပြီး
ဂီတာကတော့25လုံးလောက်ရှိပါတယ်ညဘက်ဆိုတကွမ်ကွမ်နဲ့တီးကြဆိုကြနဲ့ပျော်စရာကောင်းလာပြီပေါ့ဗျာတက္ကသိုလ်အဆောင်တွေကျောင်းသားတွေအတွက်တော့နောက်ထပ်အမှတ်ရစရာတစ်ခုရှိပါသေးတယ်ညသာစားချိန်ဆိုတာအတော်လေးစောလွန်းနေပါတယ်အဆောင်ကညသာကိုညနေ9နာရီခွဲလောက်ကနေညနေ6နာရီကျော်သွားတာနဲ့စပူဆောင်ကြီးကတနေ့တာအတွက်တော့ခတ်ပိတ်သွားပြီလူငယ်သဘာဝဒီအချိန်ဟာထမင်းစားတဲ့အကျင့်မရှိကြပေမဲ့ဘိုင်းမစားလဲထမင်းစားချိန်မှာတော့စားနိုင်တယ်လို့စားကြရတာပေါ့ဗျာမစားဘဲစားရတဲ့ဘိုက်ကအဲ့အချိန်သိပ်ပြီးလက်မခံခဲ့ဘူးလေအဲ့ဒီတန်းကကျွန်တော်တို့ပဲအချိန်မှဒုက္ခကောင်းကောင်းပေးလဲဆိုရင်ဒါဟာပြန်ပြောပြရရင်လဲအခုချိန်မှာမမေ့နိုင်တဲ့အမတ်တရားတွေပါပဲဗျာညစကောင်ကျော်လို့စာဖိုက်ရဲမဲဖြစ်ဖြစ်တငယ်ချင်းတွေနဲ့စကားပြောရင်းနဲ့ပဲဖြစ်ဖြစ်ဂတာတီးတချင်းဆိုရင်းကနေပဲဖြစ်ဖြစ်ဘိုက်ကပြန်ပြီးစားတဲ့အခါကျွန်တော်တို့အဆောင်တွေចောင်းသားတွေအတက်စိန်ခေါ်မှုကြီးတစ်ခုဟာစတင်တော့တာပေါ့ဗျာအဲ့အချိန်ကကျွန်တော်တို့ရဲ့တကူလေးသောမျှော်လင့်ချက်ကတော့စပူဆောင်ပါပဲစပူဆောင်လေးကအစာအိုးလေးစီကနေထမင်းတွေကိုစားဖို့ပေါ့ဗျာဒီတိုင်းသွားတောင်းရင်လေဦးလေးကြီးကပေးလို့မရဘူးလေပေးရင်သူ့အပြစ်ဖြစ်ရမှာအဲ့တော့အမောင်ရိတ်ထဲမှာခတ်ဖော်ဖော်လေးရှောက်သွားစပူဆောင်တကားကိုကိုဖွင့်မနက်စာအတွက်ချက်ထားတဲ့ထမင်းပူဘူးလေးကိုအိတ်ဆောင်ကိုယူပြီးခဲ့တာပေါ့ဗျာအဆောင်ရောက်ရင်ရှိသမျှလူအကုန်ဝိုင်းစားတာဗျာဒါပေမဲ့လည်းအဲ့ဒီပျော်ရွှင်မှုကတဖြည်းဖြည်းနဲ့ကျွန်တော်တို့အဆောင်တွေចောင်းသားတွေအတွက်နောက်ပိုင်းပျော်စရာတစ်ခုလိုဖြစ်ခဲ့ကြရတယ်ခိုးစားကြရင်နဲ့ရခဲ့တဲ့အပျော်တွေကအဆောင်တွေចောင်းသားဘဝရဲ့တကယ်ကိုချစ်စရာကောင်းတဲ့အမတ်တရားတွေဖြစ်ခဲ့တာပေါ့ဗျာဒီနေရာမှာစကားခဏတော့ဖြတ်ပြောဦးမယ်ဗျာကျွန်တော်တို့တွေခိုးစားတာတွေကိုတာဝန်ရှိသူတွေကသိကြပါတယ်ကျွန်တော်တို့ဒီလိုလှုပ်ပြီးပျော်နေတာကသူတို့အပြစ်မယူရက်ခဲ့ကြတာပါတိတ်ဆိတ်နေတဲ့အဆောင်အတွင်းမှာတငယ်ချင်းတွေနဲ့အတူထမင်းခိုးစားကြတဲ့အခါအတန်ထွက်မှာဆိုလို့ချင်းချင်းမျက်စိမှိတ်ပြပါဇက်ကိုပိတ်ပြီးရှင်မောနေရတာတွေကတက္ကသိုလ်နေ့ရက်တွေရဲ့အသက်ဝင်လာတဲ့အစိတ်ပိုင်းတစ်ခုဖြစ်ခဲ့ပါတယ်အဲဒီလိုခိုးစားခဲ့ရတဲ့ထမင်းအရာသာကအပြင်မှာစားရတဲ့ဘလို့အရာသာမျိုးနဲ့မှကျွန်တော်တို့မတူဘူးလို့ခုချိန်ထိကျောင်းသားဘဝရဲ့အငွေ့အသက်တွေနဲ့ထူခြားတဲ့အမတ်တရားလေးတစ်ခုအဖြစ်ကြံရစ်နေဆဲပါပဲကျွန်တော်တို့လိုကျောင်းတွင်းအဆောင်မှာမနေဘဲအပြင်ဆောင်မှာနေပြီးကျောင်းတက်နေတဲ့သူတွေကလည်းအများကြီးပဲလေဗျာအပြင်ဆောင်ကတော့ဈေးစကကြီးလွန်းတာပေါ့လေကျောင်းဆင်းပြီဆိုတာနဲ့မြို့တွင်းကနေလာတက်တဲ့သူတွေကတော့ပရိကားတွေနဲ့ပြန်ကြဆိုင်ငယ်စပိန်နေနဲ့ပြန်သူကပြန်ကြပေါ့ဗျာကျောင်းနဲ့နီးတဲ့အပြင်အဆောင်သမားတွေကလည်းသူတို့အဆောင်ပြန်ကြပေါ့လေကျွန်တော်တို့ပဲနားအေးရဗျာကျောင်းကနေကျောင်းဆင်းခေါင်းလောက်တီးတာနဲ့စာသင်ခန်းကနေထွက်6လမ်း10လမ်းလောက်လှမ်းပြီးရင်ကျွန်တော်တို့နားနေတဲ့အဆောင်ရောက်ပြီလေဗျာအေးစစ်စစ်လွယ်အိတ်လေးချိတ်ဂရင်ပေါ်မှာပက်လက်လန်းပြီးအနားယူရုံပဲလေဒီနေရာမှာကျွန်တော်ပုံစံစတိုင်ကိုမြင်အောင်ပြောပြအောင်ပဲဗျာကျွန်တော်သူများတွေလိုကြိုးဖို့အိတ်ကြီးတွေလည်းမလွယ်တတ်ဘူးလေဗျာကျွန်တော်အညာသားဗျာကြိုးဖို့အိတ်ကြီးလွယ်တာနဲ့ကိုဝင်ပြီးနေသလိုခံစားရတယ်အဲ့ဒါကြောင့်ကျွန်တော်10ရက်အောင်လုံးကဆူရခဲ့တဲ့ကချင်လွယ်အိတ်လေးကကျွန်တော်အတွက်တော့စိတ်တိုင်းကျစေတဲ့လွယ်အိတ်လေးတစ်ခုဖြစ်ခဲ့ပါတယ်လွယ်အိတ်ကိုင်းလေးကတိတ်တိတ်လုံးလုံးလေးပြီးတော့လွယ်အိတ်ကလည်းအရင်ကြီးမနေဘူးလေကြာစာအုပ်ထဲလို့ရရုံလေးပဲကျွန်တော်ကအဲ့ဒီလွယ်အိတ်လေးကိုအဲ့ဒီတိုင်းမလွယ်ဘူးဗျာလွယ်အိတ်ချိုးလေးရဲ့အရှိကိုတဝက်ချော်တော်လောက်အထိချီထုံပြီးမှလွယ်ရတာကိုကျွန်တော်ပို့အားရတာမျိုးပြီးတော့ကျွန်တော်ကကြောင်းတက်တဲ့အချိန်ပစိုးဝတ်တဲ့အချိန်များတယ်ဗျာအင်ကြီးကိုလည်းတိုးတိုးရှိရှိကျွန်တော်ကလက်ကိုခောက်ပြီးမှဝတ်တတ်တဲ့အချိန်ရှိတာကိုပြီးတော့ပစိုးကိုလည်းဒူးအောင်လောက်အထိတိုးပြီးအနားညီစွာဝတ်တတ်တယ်စာအုပ်တွေယူစရာများတဲ့နေ့ဆိုရင်လွယ်အိတ်ထဲမှာမဆန်တော့လို့လွယ်အိတ်ကပခုံးပေါ်မှာတင်ထားတယ်လက်တစ်ဖက်ကမဆန်တဲ့စာအုပ်တွေကိုပွေပိုက်ထားတယ်ပေါ့ဗျာကျွန်တော်အဲ့ဒီပုံစံနဲ့စာသင်ခန်းစီခြေလမ်းလှမ်းရပြီဆိုရင်အများအမြင်တော့မသိဘူးကိုတော့ဘဝင်မြင့်ချိန်နဲ့နေမိတယ်ပေါ့ဗျာကျောင်းဆင်းပြီးအဆောင်မပိတ်ခင်အပြင်မှာကိုဝယ်စရာရှိရာသွားဝယ်ပေါ့ကျွန်တော်ကတော့အပွဲနဲ့အပြင်မှာလက်ဖက်ရည်တောက်ပြီးစားကြနောက်ကြနဲ့အချိန်ဖြုံးရတာပူပျော်နေမိတယ်လက်ဖက်ရည်ဆိုင်ကလည်းအဆောင်ကနေအတော်တော့ဝေးရဗျာအဲ့ဆိုင်ကိုရောက်ဖို့ဆိုရင်10မိနစ်လောက်တော့လမ်းလျှောက်ရသေးတာကိုလမ်းလျှောက်မှာတော့အပြင်မှာနေကြတဲ့ကျောင်းသားကျောင်းသူတွေရဲ့အဆောင်ရဲ့ရှေ့ကနေချက်သွားရသေးတာကိုသူတို့လည်းသူတို့ပျော်ရွှင်မှုနဲ့သူတို့ဖြတ်တန်းနေကြတာပါပဲလေတခါတလေအပြင်ဆောင်မှာနေတဲ့သူတွေကိုကျွန်တော်အားကြမိတယ်
သူတို့တွေဟာပထမဆုံးကိုယ့်လိုကြက်တဲ့မိသားစုကမဟုတ်နေဘူးဆိုတာကိုပေါ့ပြီးတော့နောက်တစ်ခုကသူတို့ဟာကျွန်တော်တို့ထက်စားရင်လွတ်လွတ်လပ်လပ်ရှိတယ်လေဗျာကဲပါအစပြိုးတာလည်းများနေပြီဆိုတော့ဇလန်အကြောင်းကိုစတင်မရသေးခင်ဗျာဒါဟာတက္ကသိုလ်ကျောင်းဝင်းတစ်ခုမှာတကယ်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရမှန်ဇလန်တစ်ပုဒ်ကိုကျွန်တော်ကိုယ်တိုင်မြင်ညမ်းပြီးရှိထားတာပါအစပိုင်းမှာတော့ကျွန်တော်သူ့ကိုသတိထားမိရုံလောက်သာအစပိုင်းမှာတော့ကျွန်တော်သူ့ကိုသတိထားမိရုံလောက်သာသိတာပါသူလည်းဒီလိုပဲဖြစ်ခဲ့မှာပါလေအဆောင်မှာနေရတဲ့တက္ကသိုလ်ကျောင်းသားကျောင်းသူတွေရဲ့သဘောတဘာဝအတိုင်းပါပဲကျောင်းစင်းကြီးရောက်ရင်ဈေးဝယ်ထွက်သူကထွက်လက်ဖက်ရည်ဆိုင်တိုင်သူကထိုင်နေပေါ့ကိုလောကနဲ့ကိုပျော်ရွှင်နေကြရတာပါပဲလေညနေတိုင်းတငယ်ချင်းတွေနဲ့အတူလက်ဖက်ရည်ဆိုင်သွားလေရှိပါတယ်အဲ့ဒီလက်ဖက်ရည်ဆိုင်ကိုရောက်ဖို့ဆိုရင်သူမတို့တဲခိုတဲ့အဆောင်ရှိကလမ်းကလေးကိုမဖြစ်မနေဖြတ်သွားရတာပေါ့ဒီနေ့ကောင်လေးတို့အဖွဲလက်ဖက်ရည်ဆိုင်မှာထိုင်ရင်စာနောက်ရင်မောနေကြချိန်မှာမထင်မှတ်ထားတဲ့အဖြစ်အပျက်တစ်ခုစတင်ခဲ့တာပေါ့ဗျာစူညံနေတဲ့ကောင်လေးတို့အဝိုင်းကိုဆိုင်ရှင်ဦးလေးကြီးရောက်လာတယ်ဗျာပြီးတော့ဆိုင်ရှင်ဦးလေးကြီးကကျွန်တော်တို့ရဲ့စကားဝိုင်းကိုဖျက်ပြီးစိန်ခေါ်မှုတစ်ခုစတင်လာတာပေါ့ဗျာကဲငါမင်းတို့ကိုစိန်ခေါ်မှုတစ်ခုပေးအောင်မယ်မင်းတို့ဒါကိုလုပ်နိုင်ရင်ဒီနေ့အတွက်မင်းတို့စားတောက်ထားတဲ့ဝိုင်းကိုငါရှင်းမယ်ကွာကြိုက်တဲ့လောက်လဲမင်းတို့ထပ်စားလို့ရတယ်ဒီစကားကိုကြားတော့ကျွန်တော်တငယ်ချင်းတွေကဟာဘိုးစီကလည်းဟုတ်မှလည်းလုပ်ပါဗျာကျွန်တော်တို့အလကားစားနေရအောင်မေးဗျာအဲ့ဒါလို့ကျွန်တော်တငယ်ချင်းတွေကပြန်ပြောလိုက်ကြတယ်ဒါပေမဲ့ဆိုင်ရှင်ကတော့တီကြီးစွာနဲ့ပဲတကယ်ပါကွာငါစိန်ခေါ်ချင်တာကဟောဟိုးမှာငါစတိုးဆိုင်ဘက်ကိုလာနေတဲ့ကောင်မလေးကိုမင်းတို့မြင်တယ်မလားမင်းတို့အဖွဲတွေကတရားရောက်ကကွာသူ့ကိုရေးစားစကားတွားပြောရဲရင်ဒီနေ့အတွက်မင်းတို့ဝိုင်းကိုငါရှင်းမယ်ဆိုင်ရှင်ဦးလေးကြီးရဲ့စကားကိုကြားတော့ကျွန်တော်တို့အဖွဲတစ်ဖွဲလုံးလေဟာနဲ့ရှုပ်ထွေးကုန်ကြတာပေါ့ဗျာတကယ်တော့ကျွန်တော်တို့အဖွဲမှာအခြားသူတွေအားလုံးကရှီစားကိုစီရှိကြပြီးဖြစ်ပါတယ်ကောင်မလေးမရှိတာဆိုတော့ကျွန်တော်တယောက်ပဲကြံတော့တာကိုဒါကိုပဲတငယ်ချင်းတွေကအခွန်ကောင်းယူပြီးကျွန်တော်ကိုအတင်းဖိအားပေးတော့တာပေါ့ဗျာဟဲ့ကောင်မင်းလိုက်ကွာနောက်ဆုံးငါတငယ်ချင်းတွေအတွက်ဆိုပြီးလိုက်ပြောစမ်းပါကွာမင်းအခုထိလူပြိုကြီးဖြစ်နေတာငါ့ထဲမှာကြံတဲ့လူတွေအားလုံးကသူ့ဟာနဲ့သူကွာရှမ်းခေါက်တွေစားနေတဲ့တငယ်ချင်းကလည်းစားနေတာကိုရက်လိုက်ပြီးခေါက်ဆွဲညက်တူကိုစပွဲပေါ်မှာတွန်းတီးသူလိုမျိုးတတုတ်တုတ်စတင်တီးပါတော့တယ်။ဂျန်တဲ့သူတွေကလည်းလက်ခုပ်တန်းကြီးစူညံတော့အောင်တီးပြီးငါကောင်လိုက်ပြောအဲ့ဒါလိုဝိုင်းအော်ကြတော့တယ်။နောက်ဆုံးတော့ကျွန်တော်နဲ့ဘာဖြစ်ဖြစ်ကွာဆိုပြီးတတိမွေပြီးကောင်မလေးရှိရာစီကိုရှောက်သွားလိုက်ပါတော့တယ်။ကျွန်တော်ရဲ့စိတ်ထဲတော့စကားတော့ပြောရုံတက်ပဲစတင်ရည်ရွယ်ထားတာပါ။ကျွန်တော်ဘာပြောဆိုင်ရှင်ကကြားပါမှမဟုတ်တာဆိုပြီးကိုကြိတ်ပြီးအနိုင်ယူထားတာပေါ့ဗျာဒီလိုနဲ့ကျွန်တော်သူမစီရောက်သွားတော့ရှင်ထဲမှာပြောင်းဆန်နေပေမဲ့အတက်နိုင်ဆုံးတည်ငြိမ်အောင်ဟန်ဆောင်ပြီးစကားဆလိုက်တယ်ဟေးဘာတွေဝင်လာတာလဲသူမလှည့်ကြည့်ပြီးချက်ချင်းဆိုလိုပြုံးပြရဲ့အော်ကိုငယ်ပါလားသူမရဲ့ပြန်လဲနှုတ်ဆက်တန်ကိုကြားတော့ကျွန်တော်ခဏတော့မင်သက်သွားမိတယ်ငါနာမည်ကကိုငယ်လေးမဟုတ်ဘဲနဲ့သူဘာလို့ငါ့ကိုကိုငယ်လို့ခေါ်လိုက်တာလဲပေါ့တစုံတရာသောရှင်နေမှုမျိုးသူ့စီကကျွန်တော်ရလိုက်သလိုခံစားရပြီးတော့ခဏတော့စိတ်လုံးရှာသွားနေတယ်။ကောင်းလျှော်ရည်နဲ့ဆက်ပြားချင်းစည်းကိုတွေလာဝဲတာပါ။ကိုငယ်ကရောဒီနေ့အစောကြီးပြန်တော့မလို့လား။သူမရဲ့နူးညံ့တဲ့အတန်ကြီးလေးနဲ့အပြုံးအောင်မှာကျွန်တော်အနှဲငယ်ตายရသွားမိတာတော့အမှန်ပဲ။ပါပင်ထက်ကအတိုင်းသားမြင်နေရတဲ့သူမရဲ့စိမ့်ဆူနေတဲ့သွေးကြောလေးတွေနဲ့တေချာကြည့်မှာပဲ။သူမတကယ်ကိုလှပလွန်းသူတယောက်ပါညံသာလွန်ပြီးချစ်စရာကောင်းတဲ့အပြောဆိုတွေကြောင့်သူ့ကိုစကားဆက်ဖို့ကျွန်တော်မေ့သွားမိပြန်တယ်။အော်မပြန်သေးပါဘူး။ဒါဆိုဘယ်သွားမလို့လဲ။အချိန်ရရင်ကိုငယ်အဆောင်လိုက်လေပါလား။ရုတ်တရက်အဆောင်လိုက်လေဖို့ကမ်းလှမ်းလာတဲ့သူမစကားကြောင့်ကျွန်တော်ပူပြီးတော့အံ့ဩသင့်သွားတယ်။ဘာပြောရမှန်းမသိဖြစ်ပြီးချက်ချင်းပဲကျွန်တော်စကားလမ်းကြောင်းလွှဲလိုက်မိတယ်။အော်မလိုက်တော့ပါဘူးညီမရဲ့။ဒါနဲ့မင်းတို့အဆောင်ကသစိမ်းတွေဝင်လေလို့ရလို့လားအဲ့လိုတော့လည်းမဟုတ်ပါဘူးအကိုအနေနဲ့ပဲဖြစ်ဖြစ်အမျိုးအနေနဲ့ပဲဖြစ်တော့ခေါ်လို့ရတာပေါ့အင်းမနောက်ရက်အကိုလာလိမ့်မယ်လေနော်ဟုတ်ကဲ့ဒါပေမဲ့လေအခုလိုက်လိမ့်မယ်ဆိုရင်လည်းရတယ်နော်ကျွန်တော်အတွက်စကလုံးတွေဆက်ရဖို့ကြက်လာတယ်
ကျွန်တော်ရင်ခုန်တန်တွေကလည်းစူညံလွန်းနေတယ်ပေါ့ဗျာကျွန်တော်အကြံအိုက်သွားပြီးနောက်ဆုံးတော့လေနှလုံးသားကခိုင်းစီတဲ့အတိုင်းအော်ဒါနဲ့လေညီမကိုအကူခင်လို့ရမလားမသိကျွန်တော်အမေကိုသူမကပြုံးရည်ပြီးရင်မောနေရှာတယ်ဟုတ်ကဲ့ရပါတယ်ဒါနဲ့လေအဲ့အထက်ကအဆင့်ကျော်ဖို့ရှိလားမထင်မှတ်ထားတဲ့သူမရဲ့အမေကိုကြားတော့ကျွန်တော်ဘာဆက်ပြောရမှန်းမသိပဲခေါင်းကိုပဲကုံမြဲကုံနေမိတယ်ပြီးတော့ဒါကအခုနေပြောမရသလိုအာမခံရဘူးညီမရဲ့ကျွန်တော်လည်းရှက်နဲ့ပြောမိပြောလိုက်မိတယ်ဒီမှာအဆောင်ရှိလေးရောက်ပြီဆိုတော့သွားတော့မယ်နော်ညီမနောက်ရက်မှအကူတို့စုံကြတာပေါ့ဟုတ်ကဲ့ပါသူမကနှုတ်ဆက်ပြီးထွက်သွားတယ်သူမရဲ့မျက်နှာမှာစိတ်ဆိုးတဲ့အရေးရောင်တော့မရှိလို့တော်သေးတာပေါ့ဗျာကျွန်တော်အခုလိုစကားလာပြောတာကိုတော့အရန်ပျော်ရွှင်နေတဲ့အရေးရောင်တွေကျွန်တော်ခံစားမိနေဗျာအဲ့ဒီနေ့ကစပြီးကျွန်တော်တို့နှစ်ယောက်ရဲ့ကံကြမ္မာကစတင်ခဲ့တာပါပဲဗျာကျွန်တော်ဆိုင်ကိုပြန်ရောက်လာတဲ့အခါငွေချင်းတွေအားလုံးကထိုင်ရန်ကနေဝိုင်းထားပြီးစတဲ့အောင်ပွဲခံကြပါတော့တယ်ဒါမှငါကောင်ကွာငါတို့ကောင်ကြီးကတော့စွန်တော့မဟေးတပွဲလုံးစူညံတော့အော်ဟစ်နေကြတဲ့အချိန်မှာတော့ဆိုင်ရှင်ဦးလီကြီးကတော့ခေါင်းကိုတကုတ်ကုတ်နဲ့အေးကွာငါတော့သွားပါပြီမင်းတို့ကိုအထင်သေးလိုက်မိလားမင်းတို့ကိုဒီလောက်စားရှိမယ်လို့ငါမထင်ထားမိဘူးကွာအဲ့ဒီခါကျွန်တော်တငယ်ချင်းတွေကတယောက်ကရှင်မောမောနဲ့ဝင်ပြောလိုက်ပါတော့တယ်ဦးလေးကစစိန်ခေါ်တာကိုဗျဘာပဲပြောဒီနေ့တော့ကျွန်တော်တို့စားပြီဗျအေးပါကွာစားကြငါတကယ်မင်းတို့ကိုကြွေးမှာပါကွာဆိုင်ရှင်ဦးလေးကလည်းစကားအတိုင်းတီးပြီးကျွန်တော်တို့အဖွဲကိုတကယ်ကြွေးပါတော့တယ်ခဏကြာတော့တငယ်ချင်းတွေကကျွန်တော်ကိုဝိုင်းမိကြပါတော့တယ်ဟဲ့အောင်မင်းတို့ဘာတွေပြောကြတာလဲဘာတွေများဖြစ်ပြတ်သွားတာလဲငါတို့ပြန်ပြောနေကွာကျွန်တော်လည်းစိတ်လှုပ်ရှားတာနဲ့ပဲငါလည်းအစကတော့သူနဲ့ခင်မင်ဘိုးလောက်ပဲပြောမယ်ဆိုပြီးသွားတာပဲကွာကျွန်တော်လည်းအဖြစ်အပျက်ကိုအစားဆုံးတငယ်ချင်းတွေကိုပြန်ပြောပြလိုက်တယ်ကောင်မလေးစီရောက်သွားတော့သူမကကျွန်တော်ကိုရင်းနေနေတိနဲ့ထားသလိုမျိုးပြန်ဆက်ဆန်းတဲ့အကြောင်းပြီးတော့ကျွန်တော်အမိကိုလည်းကိုငယ်ဆိုပြီးအမိတက်ပြီးရင်းနေနေခေါ်ဆိုတဲ့အကြောင်းတွေကိုတငယ်ချင်းတွေကိုပြောပြလိုက်ပါတယ်တငယ်ချင်းတွေအားလုံးကမျက်လုံးအဝိုင်းသားနဲ့တယောက်နဲ့တယောက်ကြည့်နေကြတယ်ပြီးတော့ရှက်ခောက်တွေစားနေတဲ့တငယ်ချင်းကတူတူချတာပြီးဟေးကောင်ရေးဒီလိုဆိုရင်တော့ရိုးတော့မယိုးဘူးကွာစမ်းတဲ့ပဲငါကောင်ရေးမင်းတို့နှစ်ယောက်ကြားမှာဘာတွေများရှိနေသေးတာလဲမင်းကိုလည်းမသိဘဲနဲ့သူကမင်းကိုအရင်ကလေးကသိနေတာလားဒါတော့ငါလည်းမသိဘူးလေကွာအဲ့ဒီခါတငယ်ချင်းတွေရဲ့စားနောက်တန်တွေရင်မောတန်တွေနဲ့အတူအဖေးဆိုင်လေးကပျော်ရွှင်ခြင်းတွေနဲ့ပြည့်နှက်နေပြီးစူညံနေပါတော့တယ်နောက်ရဒီလိုနဲ့ကျွန်တော်ကသူမနဲ့ပတ်သက်ပြီးဘာမှစိတ်ထဲမှာမရှိတော့ကျွန်တော်အတွက်ကတော့နေ့တည်းကိုပြန်လဲစတင်ခဲ့တာပေါ့ဗျာသူမပထမနေ့ကျောင်းသူပါကျွန်တော်ကဒုတိယနေ့ကျောင်းသားတစ်ယောက်နောက်မှသိလိုက်ရတာကကျွန်တော်နဲ့အတူနေကကျောင်းလာတက်တဲ့သူတွေတဲကကျွန်တော်ကအငယ်ဆုံးဖြစ်နေတာကိုသူမသိထားပြီးကျွန်တော်ကိုချစ်စလုံးနဲ့ကိုငယ်လို့သူမကခေါ်ခဲ့တယ်ဆိုတာကျွန်တော်သိရှိလိုက်ရပါတယ်နောက်တစ်ရက်မှာကျွန်တော်ကောင်မလေးကိုသတိမထားမိတော့အောင်မေ့နေပါပြီဒီလိုနဲ့ရက်အတော်ကြာပြီးတော့ဒီနေ့ကျွန်တော်စီကိုလူကြုံတဲ့စကားတစ်ခုသူမပါလိုက်ပါတယ်မနေ့ပြန်ညမကြောင်းမတက်ဘူးကျောင်းတည့်ရဲ့နားမယ်တောင်ချီရင်းကဘုရားတဆောင်တန်းကစောင့်နေမယ်ကိုငယ်မဖြစ်မနေလာခဲ့ပေးပါကျွန်တော်ရုတ်တရက်တော့တွေ့ဝေသွားတယ်ပြီးတော့ငါနဲ့သူကဘာမှမဆိုင်တာအဲ့ဒါလိုအတွေးကဝင်လာပြီးမသွားဖို့ပဲကျွန်တော်ဆုံးဖြတ်ခဲ့မိတယ်နောက်ရကျွန်တော်သူမချင်းတဲ့နေရာကိုမသွားပြခဲ့ပါဘူးကျွန်တော်စိတ်ထဲမှာလည်းသူမကိုတိတ်ပြီးလေးလေးနက်နက်မရှိနေသေးတော့ကြောင်းတက်မြဲတက်နေခဲ့ပါတယ်ဒီလိုနဲ့နေ့တစ်ပိုင်းကြောင်းစင်းချိန်ရောက်တော့ကျွန်တော်ကိုသူမအခန်းထဲကကောင်လေးတယောက်ကလာပြောရှာပါတယ်ဟာအကိုမတ်တနင်စီမသွားဘူးလားသူတကယ်ပဲဒီနေ့ကြောင်းမလာဘူးနော်အကိုသူအကိုကိုစောင့်နေပါဗျာသွားလိုက်ပါအကိုရာအကိုမလာမချင်းအဲ့ဒီနေရာကနေသူစောင့်နေမှာသိရတယ်ဗျကျွန်တော်တကယ်ကြီးနေဟိုမှာစောင့်နေလို့ကျွန်တော်သွားအောင်မယ်ဗျအကိုသွားပြအောင်သွားလိုက်အောင်တော့အကိုမတ်တနင်စောင့်နေမှာသိကြတယ်ကျွန်တော်စဉ်းစားနေမိပြီအတွေးတွေဝင်နေမိပြီပေါ့ဗျာငါတက်နှင်းကိုဒုက္ခပေးမိသလိုဖြစ်သွားပြီလားပေါ့ဒီလိုနဲ့နေကင်းချောင်းတဲ့ချိန်ကျွန်တော်စာသင်ခန်းရောက်တော့သူမကအတွေ့အဝင်လာမိတယ်နောက်ဆုံးတော့ကျွန်တော်သွားကြည့်ဖို့ဆုံးဖြတ်ချလိုက်မိတယ်ငါသွားကြည့်လိုက်မယ်ကွာအဲ့ဒီနေရာမှာသူမရှိတော့လဲငါပြန်လာရုံပေါ့ရှိတော့လဲနှစ်သိမ့်ပေးမယ်အဖေါ်ပြုတ်ပေးမယ်ဆိုပြီးကျွန်တော်ကျောင်းစာသင်ခန်းကြီးလေးလက်ထွက်လာခဲ့ပါတယ်ကျွန်တော်အဲ့ဒီနေရာရောက်သွားတော့သူမကတကယ်ပဲအဲ့ဒီနေရာမှာပဲရှိနေပါတယ်ဒါပေမဲ့သူမအနားမှာအမျိုးသားနှစ်ယောက်ရှိနေတာကိုကျွန်တော်တွေ့လိုက်ရတယ်ကျွန်
ကျွန်တော်အတွေ့အပေါင်းဆုံးနဲ့အခြေအနေကိုအဝေးကနေပဲကြည့်နေဖို့ဆုံးဖြတ်လိုက်တယ်အမျိုးသားတစ်ယောက်ကတန်တဲ့အနာမှာကျန်တစ်ယောက်ကသူတို့နဲ့အလံဝေးတဲ့နေရာတစ်ခုမှာတန်တဲ့ကသူ့အနာရှိတဲ့အမျိုးသားကိုမကြိုက်တဲ့ဟန်နဲ့အခြားဘက်လှည့်ကစိတ်ညစ်နေတဲ့ပုံပါပဲသူ့အနာမှာရှိနေတဲ့အမျိုးသားကလည်းချစ်ခွင့်အသေးအတန်ပန်နေတဲ့ပုံစံမျိုးနောက်ဆုံးဒူးထောက်ကပြောနေရတယ်ကျွန်တော်မြင်တွေ့နေရတယ်ဗျာနောက်ဆုံးဒူးထောက်တာကနေ30မတက်ရက်လိုက်ပြီးတနင်္လက်ကိုအိုက်တရာကလှန်ဆွဲပြီးမရမကအတင်းပြောမဲ့ပုံစံမျိုးဖြစ်လာနေတော့ဒီအချိန်လေးကိုကျွန်တော်မြင်လိုက်ရတော့ငါသွားမှဖြစ်တော်မင်းဆိုပြီးအိုင်နာကိုတွားလိုက်မိတယ်ကျွန်တော်သူတို့နားရောက်တော့တနင်္ဟာငိုမလို့စိတ်ညစ်နေတဲ့မျက်နှာကနေကျွန်တော်ကိုမြင်တော့အပြုံးပန်းလေးရုတ်တရက်ပွင့်လာနေပါပြီကျွန်တော်နားရောက်တော့မှအစောနာကချစ်ခွန်ပန်နေတဲ့အမျိုးသားကတနင်္တို့အခန်းလေးကကောင်လေးတယောက်မှန်းသိလိုက်ရတာပါကျွန်တော်လည်းသူ့ကိုဟဲ့အောင်မင်းအဲ့ဒါဘာလုပ်တာလဲသူမကြိုက်အတင်းမလုံးနဲ့လေကွာအဲ့ဒီခါအဲ့ကောင်လေးကကျွန်တော်ကိုကောင်းကောင်းမွန်မွန်ပဲပြန်ပြောရှာပါတယ်ကျွန်တော်ချစ်ခွန်ပန်းနေတာပါကျွန်တော်တန်တင်းကိုတကယ်ချစ်လို့လေအေးအဲ့ဒါဆိုရင်လေကွာသူလက်ခံလာအရင်မေးလေကွာမင်းအခုဟာလက်တွေပါနေတာဟုတ်ကဲပါငါကြားကနေပဲတန်တင်းကိုမေးပြီးမယ်ဒီမှာတန်တင်းညီမသူ့ကိုလက်ခံနိုင်လားကျွန်တော်အဲ့ဒါလိုမေးလိုက်တဲ့ကျွန်တော်ရဲ့အမေကိုအချိန်မဆွဲပဲဖြေလေသူကတန်တင်းကအဲ့မျိုးသားကိုတေချာကြည့်ပြီးဘာနည်းကိုလက်မခံဘူးငါချစ်ရတဲ့သူရှိရင်သူကတခြားသူမဟုတ်ဘူးဟောဒီကကိုငယ်ပဲဟုတ်တယ်ကိုငယ်ကငါချစ်တဲ့သူငါချစ်ရတဲ့သူပဲငါနည်းကိုမချစ်ဘူးချစ်လည်းမချစ်နိုင်ဘူးတနည်းရဲ့ရုပ်တရက်ပြောလိုက်တဲ့စကားကြောင့်အဲ့ဒီကောင်လေးကငြိမ်ကြပြီးတနည်းအဖြေကိုလက်ခံသလိုနဲ့ပဲကောင်းမွန်စွာနဲ့ပဲထွက်ခွာသွားပါတော့တယ်ကျွန်တော်လည်းရုတ်တရက်တနည်းအပြေကြောင့်အံ့ဩမှုတွေအပြေနေပါပဲစိတ်ထဲမှာတော့ငါဘာဖြစ်နေပြီလဲဆိုတဲ့အတွေ့အပေါင်းစုံနဲ့ပေါ့ဗျာနောက်ဆုံးတော့လေအဲ့ဒီတစောင်းကြီးအောင်မှာကျွန်တော်နဲ့သူမနှစ်ဦးလေးသာကြံရပါတော့တယ်ကျွန်တော်ကနေပဲအစောနာကတနည်းပြောလိုက်တာကိုမသိဟန်ဆောင်ပြီးတနည်းကစကားပြောတတ်တာပဲဟိုကောင်ကိုပြန်တော့အောင်ပြောတတ်တယ်နော်တနည်းအစောနာကစကားကတကယ်ပြောလိုက်တာပါကိုငယ်တနင်းရှင်တွေကအတိုင်းပဲအမှန်တိုင်းပြောလိုက်တာကိုငယ်ရောဗာလေတနင်းကိုမချစ်ဘူးလားတနင်းနေဟိုနေ့ကကိုငယ်တနင်းစီကိုလာပြီးစကားပြောစီခြင်းခဲ့တာကိုငယ်တို့လက်ဖက်ဆိုင်ထိုင်နေတာလဲတနင်းတိတိနဲ့ကိုငယ်စကားလာပြောစီခြင်းနဲ့စန္ဒအပြည့်နဲ့ဈေးလာဝယ်တာနောက်ဆုံးတော့ကိုငယ်တနင်းနောက်ကိုလိုက်လာပြီးစကားလာပြောတော့တနင်းလေတကယ်အံ့ဩမိတယ်ပြီးတော့လေတန်နေပျော်တယ်အဲ့ဒါကလည်းတန်နေအချစ်ကြောင့်ဖြစ်လာတယ်လို့တန်နေယုံပါတယ်ကိုငဲ့ကိုလေနေ့တိုင်းအဆောင်ရှိကဖြတ်သွားတိုင်းတန်နေငေးကြည့်နေမိတယ်ကိုငဲ့နဲ့စကားတွေပြောနေခြင်းမိတယ်ပြီးတော့တန်နေလေကိုငဲ့တို့အနေကလူတွေနဲ့တောင်းတန်နေကခင်းနေပြီသူတို့စီကနေကိုငဲ့အကြောင်းတွေသိချင်တာတွေမေးပြတယ်ကိုငဲ့ဘာတွေကြိုက်တယ်ဘာတွေလုပ်တတ်လဲဆိုတာတွေကိုသူတို့မေးဖြစ်တယ်။သူမှပြောလိုက်တဲ့စကားတွေကြောင့်ကျွန်တော်ဘာပြောရမှန်းမသိခဲ့မိဘူး။ကျွန်တော်စိတ်ထဲမှာမထင်မှတ်ထားတဲ့စကားလုံးတွေနဲ့ချစ်စရာကောင်းတဲ့ကောင်မလေးအပြုအမူတွေအယူဆိုင်မှုတွေသိလိုက်ရတဲ့အခါဘာမှစဉ်းစားမနေပဲတက်နင်းကိုကျွန်တော်ရှင်ဝင်နဲ့ဆွဲခေါ်ပွေပတ်လိုက်မိပါတယ်။အဲဒီလိုနဲ့ကျွန်တော်တို့တွေတွေ့ဖြစ်ခဲ့ကြတယ်ပေါ့ဗျာ။တပင်အိုကြီးတွေရဲ့အောက်ကခိုင်ငုံလေးကကျွန်တော်တို့နှစ်ယောက်အတွက်တော့တာယာတဲ့ပုံနေရာလေးဖြစ်ခဲ့ပါတယ်။တခါတလေကျွန်တော်ကတက်နင်းအပေါ်မှာကလေးတယောက်လိုအိမ်နေမိတတ်တယ်။တခါတလေတက်နင်းကတော့ကျွန်တော်ကိုလက်သေးတွေညှပ်ပေးနေတတ်တယ်။တက်နင်းကတော့သူ့အတွက်အပျော်သောအချိန်ကကျွန်တော်နဲ့စကားထိုင်ပြောပြီးချိန်တွေကုန်နေတဲ့အချိန်ပါပဲဗျာ။ဒီနေ့ကျွန်တော်တို့နှစ်ယောက်ကြားမှာအဖြစ်အပျက်လေးတစ်ခုဖြစ်ပျက်ခဲ့ပါတယ်။အဲ့ဒါကတော့ကျွန်တော်နဲ့တနေ့ထဲတက်နေတဲ့ကျော်သွားဆိုတဲ့တယောက်ကကျွန်တော်တို့နှစ်ယောက်ကြားကိုဝင်ရောက်လာခဲ့ပါတယ်ကျွန်တော်ညနေတိုင်းလက်ဖက်ဆိုင်သွားတယ်ကျော်သွားကတန်နေတို့အဆောင်မှာတန်နေနဲ့စကားထိုင်ပြောနေတာကိုကျွန်တော်မြင်လိုက်မိတယ်အစားကတော့သူတို့အသည့်တွေနေမှာပါလေဆိုပြီးကျွန်တော်ဒီတိုင်းနေလိုက်မိတယ်ပေါ့ဗျာဒီလိုနဲ့တန်နေနဲ့ကျွန်တော်အရင်လိုမတွေ့ဖြစ်တာရက်အနှဲငယ်ကြာလာခဲ့တယ်ကျွန်တော်နဲ့သာမတွေ့ဖြစ်တာတန်နေကတော့အဆောင်မှာကျော်သွားနဲ့နေတိုင်းလိုစကားပြောနေတာကိုကျွန်တော်တွေ့ရတယ်ပြီးတော့ကျော်သားကအဆောင်ကိုပြန်လာရင်လည်းလေးတချွန်ချွန်နဲ့ကျွန်တော်ရှေ့ဆိုပူပြီးတော့ဒီကောင်အမူအရာတွေပို့လှုပ်ပြတတ်တယ်
သူကမသိရင်အောင်မြင်သူတူလိုလှုပ်ပြနေတတ်တယ်ဒီကောင်အမူအရာကသူနဲ့တန်နေနဲ့တွဲနေပြီဆိုတဲ့ပုံစံမျိုးကျွန်တော်ရှေ့ဆိုရင်ပို့ပြီးတော့လှုပ်ပြတတ်တယ်ကျွန်တော်ရင်ထဲမှာအတွေးပေါင်းစုံနဲ့တွေးနေမိပြီးစိုးရိမ်လာမိပြီးတကယ်ပဲတန်နေကသူနဲ့တွဲနေတာလားငါ့ကိုထားသွားပြီလားဆိုတဲ့ခံစားချက်ကကျွန်တော်တန်နေပေါ်ဘလောက်အထိချစ်လဲဆိုတာပြန်စဉ်းစားခိုင်းနေတယ်လို့မျိုးတန်နေကိုဆုံးရှုံးခံနိုင်လားတကယ်ချစ်လားဆိုတဲ့အဖြေကအခုမှကျွန်တော်ကောင်းကောင်းသိရှိနားလည်သွားခဲ့ပါတယ်ကျွန်တော်မသိသေးတာကတကယ်တမ်းတန်နေကိုချစ်မှမသိကျွန်တော်တကယ်ချစ်နေမိတာပေါ့ပါချစ်နေတာမှတန်လင်းကျွန်တော်ကိုချစ်တာထက်တောင်ပိုလိမ့်မယ်လို့ကျွန်တော်ယုံကြည်မှုကခိုင်မာနေပါတယ်တန်နေနဲ့သွားနေကြတစ်ပင်အိုကြီးအောက်ကခုံတန်းလေးစီကိုကျွန်တော်ထွက်လာခဲ့တယ်အဆောင်မှာနေရင်လည်းကြော်သွားမျက်နှာကိုကျွန်တော်မကြည့်နိုင်ဘူးလေကြော်သွားရဲ့အပြုံးလေးကိုကျွန်တော်ကြည့်နိုင်စွာမရှိနေဘူးခုံတန်းလေးပေါ်မှာထိုင်ရင်းနဲ့အရင်ကဒီခုံပေါ်မှာနှစ်ယောက်သားထိုင်ရင်ကြည်နူးခဲ့တာတွေကိုပြန်လှမ်းပြီးသွားပြီသွားပြီကွာငါ့ကိုတန်တင်ထားခဲ့ပြီထားခဲ့ရလိုက်တာဟာငါ့ကိုတကယ်မချစ်ဘဲနဲ့ဘာလို့ငါ့စီကိုမင်းဝင်လာခဲ့ရလဲလောက်ရလိုက်တာတန်နေရဒီလိုနဲ့ကျွန်တော်ဟာညနေမှာလက်ပဲ့ရေးဆိုင်အစားပုံဆိုင်လေးစီကိုခြေလန်းလှမ်းလိုက်မိပါတယ်အဲ့ဒီညကအဆောင်မှာကျွန်တော်ပြန်ရောက်တော့တော်ကိုမူးနေပြီးအဆောင်ကိုပြန်ရောက်လာခဲ့တယ်အဆောင်ရောက်တော့ဂရေပေါ်မှာလက်အိတ်ချလိုက်တယ်တငယ်ချင်းတယောက်ကကျွန်တော်အနားရောက်လာပြီးမင်းဘယ်ရီသွားနေရလဲငါတို့လက်ဖက်ဆိုင်မှာမင်းကိုစောင့်နေတာကွာမင်းမလာနိုင်တော့လို့ငါတို့ပြန်လာခဲ့ကြရတာဘာမှမဖြစ်ပါဘူးကွာသူမပေါ့ငါသူ့ကိုတကယ်ချစ်မိနေပြီကွာပြီးတော့ဟိုကောင်ကွာငါနဲ့တွဲနေမှန်းသိနေရလဲလုံးရလိုက်တာအကောင်စီးမရှိဘူးအဲ့ဒါလို့အော်ဟစ်ပြီးတော့ဘုံလဲငိုရင်းပေါ့ဗျာဘာတူလဲကွာဘဲကောင်းလဲငါတို့ကိုပြောရအောင်ငါတို့ကိုပြောတတ်မှာဘာတူလဲကြော်သွားဆိုတဲ့ကောင်လေကွာဘလို့အခြေအနေထိဖြစ်သွားရင်မသိဘူးဘေးနားမှာကြော်သွားရောက်လာတယ်ကိုငယ်မင်းနားလိုက်တော့ကွာထမင်းစားပြီလားငါထမင်းသွားယူပေးရမလားမစားဘူးကွာမင်းကစိတ်မရှိတဲ့ကောင်မင်းမလည်းကောင်မလေးရှိရတာနဲ့ငါကောင်မလေးကိုမင်းဘလို့စီးယုံလိုက်တာလဲမင်းမယိုးသားတဲ့ကောင်ပဲမင်းကငါမချင်တတ်ဘူးရအောင်အေးပါကွာအေးပါအဲ့ဒါတွေထားလိုက်အခုတော့အေးစိနားပါတကယ်ကြီးဟာမအိမ်ရပင်မနေပြီကွာငါမနေ့ကျရင်မင်းကိုရှင်းပြပါမယ်အခုတော့အိတ်လိုက်ပါကွာနော်အိတ်တော့ဟဲ့မင်းငါ့ကိုအမိတ်ပေးနေရလားဒါမှမဟုတ်ရင်မင်းအောင်မြင်သူကြီးတယောက်လိုငါ့ကိုလာပြီးနှစ်သိမ့်နေရလားမင်းသွားတော့ဟဲ့အောင်သွားငါနားမလာနဲ့မင်းတို့ကောင်ငါယွန်းနေဟဲ့အောင်အေးပါမင်းသွားဆိုငါသွားပါမယ်အဲ့ကကြော်သားကကျွန်တော်ရဲ့တငယ်ချင်းတွေကိုတစုံတရာရှင်းပြနေတယ်လို့မျိုးပြီးတော့ကြော်သွားကျွန်တော်အနားကနေထွက်သွားတော့တယ်တငယ်ချင်းတွေကလည်းကျွန်တော်ကိုအေးစီစီနားဖို့အိပ်ဖို့ကိုနှစ်သိမ့်ပေးကြကြောင်ပြပေးကြနေပေါ့ဗျာနောက်ရက်မနေ့ရောက်တော့ကျွန်တော်ညကအဆောင်မှာဖြစ်ပျက်ခဲ့တာတွေတောင်းကျမ်းခဲ့တာတွေဘာမှမမှတ်မိနေခဲ့ပါဘူးကျွန်တော်သိတာကတခုကတန်နှင်းကိုငါဆုံးရှုံးရပြီဆိုတဲ့အသည့်တခုတည်းပါပဲမျက်နှာတစ်ဖို့ရေချိုးအုပ်ကန်နာမှာထိုင်မိုင်နေမိတယ်အဲ့ဒီချိန်ကျွန်တော်တငယ်ချင်းတယောက်ရောက်လာပြီးဟာငါကောင်ဘာလို့စဉ်းစားနေရလဲဒီနေ့ကြောင်းပေးရဲ့ငါတို့အားလုံးမန်လေးတောင်ပေါ်တက်မလို့အဲ့ဒါမင်းလိုက်မယ်မလားမလိုက်တော့ပါဘူးကွာမင်းတို့သွားကြပါဟာကွာမင်းဘာတွေဖြစ်နေရလဲမင်းလဲကွာအခုမှဖြစ်ပြက်နေတာမင်းတန်နှင်းကြောင်ဖြစ်နေတာမလားဒါပေါ့ကွာဟုတ်တာပေါ့မင်းကတန်နှင်းကိုတကယ်မှမချစ်ပဲနေကွာဟိုကသူ့ကိုတကယ်ချစ်တဲ့သူနဲ့တွေ့သွားတာသူပြောပါသေးမင်းလည်းတကယ်ချစ်မှမချစ်တာထားလိုက်ပါမဟုတ်ဘူးကွာငါသူ့ကိုပထမကအခုမင်းပြောသလိုပဲထင်ခဲ့တာပဲသူ့အချစ်ကငါ့ကိုနှွေးထွေးမှုတွေပေးတယ်နှစ်သိမ့်မှုတွေပေးတယ်အဆအရာရာငါ့ကိုကျင်လာတယ်ပြီးတော့သူငါ့ကိုချစ်တဲ့ပုံနဲ့ပြည့်စုံမှုရှိမှငါနားလေသွားသလိုငါလည်းသူ့ကိုတကယ်ချစ်ပြီးဆုံးရှုံးမခံနိုင်မှခုငါသိသွားပြီငါအမေပြောဘူးသလိုပဲကွာချစ်ဆိုတာ1500တခုတည်းနဲ့မပြည့်စုံဘူးလေဥပမာကွာကောင်မလေးတယောက်ကကောင်လေးတယောက်ကို1500စစ်စစ်နဲ့ချစ်နိုင်ရမယ်ပြီးတော့
ကောင်လေးရဲ့အမလိုကောင်လေးရဲ့တငယ်ချင်းလိုနောက်ဆုံးကကောင်လေးရဲ့အမေလိုနှွေးထွေးမှုတွေပေးနိုင်ရမယ်အဲ့ဒါလိုပြည့်စုံမှအချစ်ကိုတိဆောက်နိုင်တာလေကွာမိန်းကလေးဘက်ကစဉ်းစားမယ်ဆိုလဲယောက်ျားလေးတယောက်ကိုသူတို့ကိုအဲ့ဒါလို1500ရော928လိုတငယ်ချင်းလိုပေါ့ချစ်ပေးနိုင်မှအရာအလုံးပေးနိုင်မှသူတို့အတွက်စစ်မှန်တဲ့အိမ်တော်ရေးတစ်ခုဖြစ်လာနိုင်မယ်တဲ့အေးကွာအဲ့ဒါတော့ငါလက်ခံတယ်ဒါပေမဲ့မင်းအခုရောဘာဆက်လုပ်မှာလဲငါဘာတက်နိုင်မှာလဲကွာတကယ်ကြီးသူကအခြားတယောက်ရွေးသွားပြီလေကွာအဲ့ဒီချိန်ကြော်သွားလဲအိယာနိုးလာပြီးသူတို့အနာကိုရေချိုးဖို့ရောက်လာတော့တယ်ငါကောင်ညကမင်းတော်တော်ဆိုးတာပဲကွာမင်းငါ့ကိုပြောတာမြန်ရစရာကိုမရှိငါမင်းနဲ့စကားမပြောချင်ဘူးကွာငါလည်းအဝေးမှာနေပြီးပါကြော်သွားငါတောင်းပန်နေတာပါကျွန်တော်အဲ့ဒါလိုပြောတာကိုကြော်သားကတအားနဲ့ရှယ်မောပြီးဘာလို့လဲကွာမင်းကလည်းငါ့ကိုအတော်စိတ်ဆိုးနေတာပဲငါသွားတော့မယ်ကွာကြော်သားငါ့ကိုလာပြီးထပ်ပြီးတော့မနှောက်ရှက်တော့နဲ့အဲ့ဒါလိုနဲ့ကျွန်တော်ထပ်သွားမယ်အလို့မှာကြော်သားကဟာမင်းကမျက်နှာတောင်မသိရသေးပဲဘယ်လိုလဲကွာအေးဒီနားမှာမင်းရှိနေလို့လေကွာအဲ့ဒါလိုထွက်သွားမယ်လုံနေတဲ့အခါကျွန်တော်ကိုကြော်သားကပကုံးကိုနှံ့ဆွဲပြီးငါရှင်းပြတာလဲမင်းနားထောင်ပါကွာတကယ်ချင်းတကယ်တော့ငါနဲ့တန်နေကမင်းထင်တယ်လို့မဟုတ်ပါဘူးတန်နေနဲ့ငါကအမှန်တကယ်မောင်နှမဝိုင်းခွဲတော်တယ်ကွာမင်းကလည်းကွာငါမှကောင်မလေးရှိတာတည့်ရတာနဲ့တော်တော်အားရပဲပြီးတော့အခုမင်းထင်နေတာတွေအကုန်လုံးကငါပန်တီးထားတဲ့ဇလန်းတွေကွာအဲ့ဒါလိုပြောပြီးကြော်တော့တဟားဆက်ပြီးရေမောနေပြန်တော့တယ်တကယ်လားကြော်တော့မင်းနဲ့တန်နေကမောင်နှမတွေဟုတ်လားဟုတ်ပါငါညီမကမင်းကိုဟန်မဆောင်နိုင်အောင်ချစ်နေတာငါအနေနဲ့တေးကြအောင်ဒီလိုဇလန်းတွေထွန်လိုက်ရတာပေါ့ကွာပြီးတော့မင်းကငါညီမကိုတကယ်ချစ်မဲ့ပုံစံလဲမဟုတ်ဘူးကွာတကယ်မချစ်ဘူးလို့လည်းငါထင်နေတယ်ကွာဒါကြောင့်လည်းငါညီမကိုမရရအောင်ငါစီယုံပြီးဒီလိုဇလန်းကိုခင်းလိုက်ရတာပဲငါညီမကလည်းကွာဇလန်းမစခင်ကလေးကတော်ပါတော့လို့ပဲပြောလာတာဒီထက်ပိုလို့ရင်မင်းနဲ့သူဝေးသွားရလိမ့်မယ်ဆိုပြီးတို့ဆက်မလို့ကိုပဲပြောနေတာငါကအကူတရားအောင်နေနဲ့ငါလောက်တာနင်းလက်ခံရမယ်ဆိုတဲ့အမိန့်ပေးသလိုပေးမှသူလက်ခံဟာသူ့အဆောင်မှာသူနဲ့ငါစကားပြောနေတာကိုမင်းမြင်သွားပြီဆိုရင်သူ့မှာမျက်ရည်လေးတွေဝိုင်းလို့ပြီးတော့မင်းတစ်ပင်အိုကြီးအောက်ကခုံထဲမှာမင်းထိုင်ပြီးနိုင်နေတာလဲသူသိသွားလို့ငါတို့မင်းကိုလာကြည့်ကြသေးမင်းပုံစံကိုသူမြင်တော့သူငိုတယ်လေကွာပြီးတော့မစ်စီဖြေးသွားမယ်လုံနေတော့ငါမနေတားရတယ်ဖြေးသိရတော့မှအခုနေမသွားသင့်သေးဘူးသူနေကိုတကယ်ချစ်မချစ်နေမသိချင်ဘူးလားမသွားရဘူးဆိုပြီးငါအဆောင်ကိုမရမကပြန်လိုက်ပို့လိုက်ရတယ်အိမ်ကြီးကလည်းငါညီမမှလည်းမျက်ရည်နဲ့မျက်ကွယ်မြင်တော့မကောင်းပါဘူးကွာပြောင်းတော့မင်းပြောတာတွေကအမှန်တွေနော်အဲ့ဒီခါကျွန်တော်တငယ်ချင်းတွေကပါဖေးအောင်တကယ်ပါကွာအကောင်ပြောနေအကောင်အမှန်တွေငါတို့ကအစလေးကသိပါတယ်ကျော်သားအစကလေးကငါတို့ကိုတိုင်ပင်ပြီးသားကျော်သားပြောတာအကောင်အမှန်တွေပဲဟာခွေးကောင်တွေငါ့ကိုဝိုင်းပြီးပညာပေးရတယ်ဟောတကယ်ဟန်ဆောင်ကောင်းတဲ့တငယ်ချင်းတွေမင်းတို့ကငါမကျင်တော့ဘူးရအဲ့ကကျော်သားကဲပါဒီချိုးပြီးငါညမစီသွားလိုက်ရောသူညော်နေတော့ပြီအေးပါကွာကျေးဇူးပဲရောက်ပါဘာအခုမှကျေးဇူးပဲရောက်ပါရဲ့ညကတော့ငါ့ကိုမင်းဆဲတာများကြားစရာကိုမရှိဘူးခွေးပါအေးပါကွာညကငါတကယ်အမားတွေအတွက်တောင်းပန်ပါတယ်ငါကြီးမှုချုပ်ပြီးသွားတော့မယ်ငါရဲ့အတန်လေးစောင့်နေတော့ပြီတန်င်းကတွေ့ဆုံနေကြခုံလေးမှာထိုင်နေတာကျွန်တော်တွေ့လိုက်ရတယ်တန်င်းဆိုပြီးကျွန်တော်အော်ခေါ်ပြီးဖွေ့ပတ်လှိုင်းမိတယ်တန်င်းကလည်းဟမ်းမဆောင်ပဲပြန်ပြီးတင်းကျပ်စွာနဲ့ကျွန်တော်ကိုဖတ်တာတယ်ပြီးတော့တန်င်းကပဲကိုငယ်တော့နေနိုင်ခဲ့အဆောင်တော်ရောက်မလာဘူးတကယ်ပဲကိုငယ်ကမှတန်င်းတို့အဆောင်ထဲမလာရဲတာပြီးတော့ဒါတွေကကိုငယ်ကတန်င်းကိုပြောရမှာမဟုတ်ဘူးလားမောင်နှမနဲ့ရောပေါင်းပြီးကိုငယ်ကိုပညာပေးတာလွန်တာပေါ့ကွာဒီမှာတော့အယူကြီးကြနေရပဲအကိုဘောပြောမရဘူးတန်င်းကိုငယ်ဘယ်လောက်ချစ်လဲတကယ်ချစ်လားသိကျင်နေတယ်လေတန်င်းကတော့မလုံးရပါဘူးနော်ကိုရဲ့ချစ်သူကိုပြစ်ထားရမယ်အလုပ်ဆိုတော့ဘိုးလို့တောင်နာကျင်ရတယ်အဲ့ဒါကိုကိုငယ်သိလားမသိဘူးအဲ့ဒီအတွက်တန်င်းကိုတန်ခတ်မယ်ကဲကွာပြောဆိုနဲ့ကျွန်တော်လည်းတန်င်းကိုအနမ်းမိုးတွေရွာချပစ်လိုက်မိရဲ့ကဲမှတ်ပလား
နောက်ဆိုကိုငယ်ကိုမပစ်ထားရဘူးနော်အဲမှာကိုငယ်ကတန်နှင်းကိုဘယ်တော့မှမထားခဲ့ပါဘူးလို့ခရီးပေးခရီးပါဗျာကိုငယ်ကဒီကောင်မလေးကိုဘယ်တော့မှမထားခဲ့ပါဘူးဗျာအဲ့ဒီလိုနဲ့တည့်ရပြီးတည့်ရချစ်ရတွေနဲ့ဖြတ်တန်းလာခဲ့ကြတဲ့သူတို့နေအောင်အချိန်ကာလဘာလို့နဲ့စာမွေးပွဲဖြေကာနီးကိုရောက်လာခဲ့ကြပြီပေါ့ဗျာစာမွေးနာနီးတဲ့ကျွန်တော်တို့တယောက်နဲ့တယောက်ကောင်းကောင်းမတွေ့ပြစ်ခဲ့ကြတော့ပါဘူးတချို့ရက်တွေတော့စုံကြတယ်စုံဖြစ်ကြတော့လေအတူတူစာတွေလောက်ကြနေပေါ့စာမွေးပွဲပြီးလို့အိမ်ပြန်ကြတော့မယ်ဆိုတော့လေပြန်ဖို့စိတ်အားတန်ကြပြီးပြန်ဖို့နဲ့အလုပ်တွေရှုပ်နေတာနဲ့မတွေ့ပြစ်ကြဘူးတန်နှင်းကိုယ်တိုင်ကလည်းစာမွေးပွဲဖြီးပြီးနေမှာပဲမြို့ရင်းကအမျိုးတွေကခေါ်လို့ဝင်ရရှိလို့ဆိုပြီးအစောပြန်သွားတယ်လေဒီလိုနဲ့နှုတ်မဆက်ရပဲပြန်ကြရတော့မယ်ဆိုပြီးကျွန်တော်တွေးနေမိတယ်ကျွန်တော်တယောက်တည်းကြောင်းမှာကြံခဲ့တယ်လို့မျိုးခံစားလာရတော့သူမှမရှိတဲ့ကြောင်းထဲမှာမနေနိုင်တော့ဘူးလေပထမတော့အဆောင်မှာခဏနေပြီးမြို့ထဲမှာအလုပ်ရှာပြီးအလုပ်ဝင်မဲ့စိတ်ကူးထားပေမဲ့သူမှအငွေအသက်မရှိတဲ့ဒီနေရာမှာကျွန်တော်ကြာမနေနိုင်ခဲ့ပါဘူးဒီလိုနဲ့မန်းလေးမြို့တော်ကြီးကိုစွန့်ခွာဖို့ကျွန်တော်ဆုံးဖြတ်လိုက်ပါတော့တယ်ကျွန်တော်ဘူတာရုံမှာယထာဆောင်ဆိုင်နေရင်ဘယ်ကိုလွမ်းမသိတကယ်ပြန်ရတော့မယ်ဆိုတော့လေပြန်ကျင်တဲ့စိတ်ကပျောက်ပြီးမပြန်ခြင်းပြန်ဘူးနေနိုင်လားဆိုတော့လေသူမှမရှိတာကျွန်တော်မနေနိုင်ပြန်ပါဘူးဒီလိုနဲ့ဘူတာရုံမှာမှိုင်တွေနဲ့ကျွန်တော်ငေးငန်ကြီးတယောက်တည်းပေါ့ဗျာရုပ်တရက်ကျွန်တော်ရှေ့ကနေကောင်မလေးတယောက်ဖြတ်သွားတာကိုကျွန်တော်မြင်ကွင်းမှာရှောက်လာခဲ့တယ်အဲ့ဒါကတော့တခြားသူမဟုတ်ဘူးတန်နေကျွန်တော်လေးအရန်ကိုပျော်ရွှင်မိခဲ့တယ်အဲ့ဒီအချိန်ကျွန်တော်ပျော်ရွှင်မှုခံစားကြည့်လိုက်တန်င်းဆိုပြီးကျွန်တော်ပါဇက်ကရေရွရဲအထုပ်တွေတစ်ဖက်တစ်ထုပ်နဲ့မနိုင်တနိုင်မှပြီးဘူတာယုံတဲကိုဝင်လာတဲ့တန်င်းကိုတွေ့တော့ကျွန်တော်ဟမ်မဆောင်နိုင်တော့ပဲတန်င်းကိုငယ်လေးကိုငယ်ဒီမှာတန်င်းစီကိုအပြေးလာသွားမိတော့တယ်တန်လည်းကိုငယ်လိုရထားနဲ့ပြန်ပါလားကိုငယ်ကတန်င်းကိုပြန်ပြီးတော့မှတ်နေတာကိုငယ်တော့အခုနအထိဘယ်ကိုလွမ်းမသိတယောက်တည်းအထီးကျန်နေတာကွာကိုငယ်နဲ့ရထားအတူတူပဲလေတန်င်းကကိုငယ်နဲ့အတူတူပြန်มาပြီးမှကားနဲ့တစ်ဆက်တန်င်းကဆက်သွားမှာကျေးဇူးတင်ပါတယ်တန်င်းရဲ့ဒါမဲ့လက်မှတ်မတူတော့လေအတူတူစီးရပါမလားမသိဘူးမရတော့ခုနဲ့တူတယ်ကိုငယ်ဒီလိုလို့လေနောက်ဘူတာ3ခုမြောက်လောက်ကြာရင်ကိုငယ်တန်င်းစီလာခဲ့မယ်တကယ်လို့တန်င်းစီးတဲ့ယထာအတွဲကနေရာလွတ်မရှိရင်ကိုငယ်စီးတဲ့အတွဲမှာပြောင်းစီးကြမယ်လေအဲ့အချိန်နောက်ဆိုလက်မှတ်လည်းစစ်ပြီးပါပြီတကယ်လို့မစစ်ရသေးလဲမောင်နှမတွေအတွဲမလို့ဆိုပြီးကြော်ပြလိုက်မယ်လေကိုငယ်စူးစမ်းကြည့်ပါမယ်ကိုငယ်ကတော်လိုက်တာနော်အဲ့ဒါဆိုတန်င်းစောင့်နေမယ်အခုယထာအော်တန်နှစ်ချက်တောင်မြည်ပြီးပြီဆိုတော့တန်င်းတို့ယထာဘောတက်မှရတော့မယ်အဲ့မှာကိုငယ်လိုက်ဖို့ပါမယ်လာဒါတွေကိုကိုငယ်ပူတယ်ပေးမယ်နော်ယထာစတင်ပြီးထွက်ခွာလာတော့တန်င်းတော့မသိဘူးကျွန်တော်တို့ယထာခုတ်တန်နဲ့အတူရှင်တွေခုံလိုက်တာတန်င်းဟာယထာတန်ကတော့ကိုငယ်ရှင်ခုံတန်တော့မကျေဘူးမမြည်ဘူးလို့ကိုငယ်ယုံကြည်တယ်ပထမဆုံးဘူတာရောက်ဖို့ကလည်းကြားလိုက်တာဗျာပုံမှန်ဆိုဘူတာတစ်ခုနဲ့တစ်ခုကဘာမှမကြားသလိုပဲအခုကြတော့လေနောက်ကျလွန်းတဲ့အချိန်တွေကိုကျွန်တော်အပြစ်တင်နေမိတယ်ဒီလိုနဲ့ဒုတိယဘူတာရောက်တော့တွဲကောင်းကလက်မှတ်လိုက်စစ်တော့တယ်ကျွန်တော်အယမ်းပျော်သွားတယ်ပေါ့ဗျာနောက်ဘူတာမှာတက်နှင်းစီငါသွားရတော့မယ်ဆိုပြီးပျော်နေခဲ့တာပါကြားလိုက်တာအမြန်ရောက်ပါတော့ရထားရဲ့အပြင်ကညဘက်ဆိုရင်ပဲตาယာနေတဲ့လာမင်းကြီးရဲ့အလင်းရောင်ကြောင့်ตาယာလှပတဲ့လေကွင်းတွေရဲ့အလောက်ကိုငေးရင်တန်နဲ့ရထားအတူစီးရတော့မယ်ဆိုတဲ့အတွေးနဲ့စိတ်ကူးရင်ပြီးကျွန်တော်ပျော်နေမိတာပေါ့ဗျာဒီလိုနဲ့နောက်ဘူးတာရောက်တော့ကျွန်တော်ဟန်မဆောင်နိုင်ပဲတန်င်းစီကိုပြေးတော့ဒါပေါ့ဗျာကံကောင်းခြင်းတော့တန်င်းစီးတဲ့အတွေးကချောင်းနေတယ်အခြားအတွေးပြန်မပြောင်းရပဲအဲ့ဒီမှာပဲကျွန်တော်တို့နှစ်ဦးအတူတူစီးခွင့်ရခဲ့ပါတော့တယ်ရထားအတွဲမိန်ဖြော့မီးအောင်အောက်ကတန်င်းကပြတင်းပေါက်ဘက်ကိုငေးကြည့်နေတယ်ကျွန်တော်ကတော့သူမရဲ့ဘေးနားမှာနေရာယူလိုက်ပြီးအသက်ရှူတန်တွေကိုတိတ်လေးထိန်ထားရတယ်ရထားခုတ်တန်ကတဒိန်းနဲ့ဒရဇက်မြည်နေပြီမဲ့ကျွန်တော်ရဲ့နားထဲမှာတော့အဲ့ဒီအတန်တွေကတချင်းတစ်ပုတ်လိုချုံမြင်နေခဲ့တာပါ
တန်င်းကလှည့်ကြည့်ပြီးခပ်ပါပါလေးပြုံးပြတယ်သူမရဲ့မျက်ဝန်းတွေကလာရောက်အောင်မှဝိုင်းဆက်လွန်နေပါတယ်ကိုငယ်လေးတကယ်ပဲတန်င်းနဲ့အခုလိုယထာအတူတူဆေးရမယ်ဆိုပြီးမထင်ထားမိဘူးရေအခုဒီလေကိုငယ်အတွက်တော့အိမ်မက်မက်နေတယ်တော့ပဲတန်င်းရဲ့အဲ့ဒီကတန်င်းကတူတူလေးကျွန်တော်ကိုပြန်ပြောတယ်ဗျာတန်င်းကကျွန်တော်ရဲ့လက်ဘောလေးကိုခပ်ဖဖစုပ်ခိုင်းလိုက်ပြီးဒါအိမ်မက်မဟုတ်ပါဘူးကိုငယ်ရေဒါကတန်င်းတို့ရဲ့မလွယ်ကူတဲ့ညာလေးတညပဲလေချက်သားကတော့ဒီတိုင်းပြေးနေမှာပဲဒါပေမဲ့ဒီခီးကတန်င်းတို့နှစ်ယောက်လုံးရဲ့ရှင်ခုံတန်တွေကအခုခုံမောင်းနေတဲ့ချက်သားတန်တဲ့ပူမြန်နေတယ်ဆိုတာကိုငယ်လေးသိရမလားချက်သားပြတင်းပေါက်ကနေဖြတ်တန်းသွားတဲ့နေပွင့်ပြင်းတွေမိန်ဖြော့ဖြော့လာရောက်အောက်ကတောအုပ်တွေကကျွန်တော်တို့နှစ်ယောက်အတွက်တော့ကဘာတစ်ခုလိုဖြစ်နေတာပေါ့ဗျာတန်င်းကကျွန်တော်ရဲ့ပခုံးပေါ်မှာခေါင်းလေးကိုအသာရမိချလိုက်တယ်ကျွန်တော်လည်းသူမရဲ့စပင်လေးကိုနှမ်းရှက်ရင်အချိန်တွေကိုဒီနေရာမှာရင်ရက်တက်ထားခြင်းမိတယ်။ချက်ထားပြတင်းပေါက်မှန်ပေါ်မှာကျွန်တော်တို့နှစ်ယောက်ရဲ့အရေးတွေကထပ်တူချနေတယ်။ကျွန်တော်တနေ့ရဲ့နဖူးလေးကိုအသာရနမ်းလိုက်ရင်အလွမ်းဆိုတာဒီလိုအခိုက်အတန့်မျိုးကိုစောင့်မျှော်ရတာကိုပြောရနေမှာအခုတော့ငါရဲ့အလွမ်းတက်ခံတွေအားလုံးကပျော်ရွှင်မှုတွေအဖြစ်ပြောင်းလဲသွားပြီတနေ့အပြင်ကလေအေးလေးကပြတင်းပေါက်ကြားကနေတိုးဝင်လာပြီးသူတို့ရဲ့အချစ်ကိုပိုပြီးနှွေးထွေးသွားစေပါတယ်။ယထာကုတ်တန်ကတဖြည်းဖြည်းနဲ့တိတ်ဆိတ်သွားပြီးသူတို့နှစ်ယောက်ရဲ့အသက်ရှူတန်တွေကသာပိုပြီးထင်ရှားလာတော့တယ်။အစောပိုင်းကဘူဒါတစ်ခုရောက်ဖို့အချိန်ကြာကြီးစောင့်ခဲ့ရတယ်ထင်ခဲ့ပေမယ့်အခုတော့လေဘူဒါတွေတစ်ခုပြီးတစ်ခုရောက်တာညံနေလိုက်တာဗျာ။ယထာရဲ့အင်းဆက်တန်တဲ့လူညဘက်ရဲ့အေးမြတဲ့လေငင်းကပြတင်းပေါက်ကနေတစ်ဆင့်တိုးဝင်လာခဲ့တယ်။တန်င်းတယောက်အေးတံကြောင့်အနှဲငယ်တုံရင်သွားတာကိုကျွန်တော်မြင်လိုက်မိတယ်။သူမရဲ့ပခုံးလေးကိုသူမဟာလက်နဲ့ဖတ်ထားတာကိုကျွန်တော်မြင်လိုက်မိတယ်။ကျွန်တော်လည်းဘာမှစဉ်းစားမနေပဲကျွန်တော်ကိုယ်ပေါ်ကအနှဲရောင်လက်ရှိတီရှပ်ကိုချွတ်လိုက်ပြီးတန်င်းဒါလေးဝတ်ထားလိုက်နော်။ကျွန်တော်ရဲ့နှွေထွေးမှုတွေကပ်ပါနေတဲ့တီရှပ်လက်ရှိကိုတန်င်းရဲ့ပခုံးပေါ်အသာရဂျုံပေးလိုက်တယ်။လက်ရောင်အင်ကြီးလေးကတန်င်းရဲ့ဖြူစင်တဲ့အရေးပြားလေးနဲ့ထပ်တူကျသွားတဲ့အခါတန်င်းကပိုလို့တောင်ချစ်စရာကောင်းနေသေးတယ်။ပြီးတော့ကျွန်တော်တန်င်းကိုတင်းကျပ်စွာပဲဖတ်ထားမိလိုက်တယ်။တန်င်းကကျွန်တော်ကိုမော့ကြည့်ပြီးပြုံးပြတယ်။ကျွန်တော်ကတော့ကိုအင်ကြီးအောက်မှာပူပြီးတင်းငယ်သွားတဲ့တန်င်းကိုကြည့်ပြီးကြည်နူးမှုတွေနဲ့ပြည့်နေနေတာပေါ့ဗျာ။ညဘက်လာရောက်အောက်မှာယထာကတီးပြေးနေပြီမဲ့ဒီယထာတွေကကျွန်တော်တို့နှစ်ယောက်ရဲ့အချိန်တွေကိုတော့အေးချမ်းမှုနဲ့နှွေးထွေးမှုတွေကြားမှာတိတ်တိတ်ကလေးရက်တန်သွားသလိုပါပဲနှွေးသွားပြီလားကျွန်တော်တိုးတိုးလေးကပ်မေးလိုက်တော့တန်တင်းကခေါင်းလေးအသာအရာညှိပြတယ်အင်ကြီးအနက်ရောင်လေးထဲမှာပူနွေးနေတဲ့တန်တင်းရဲ့မျက်နှာလေးကလာရောက်အောင်မှာပိုလို့တော့တောက်ပနေသလိုပါပဲကုံမမသိတဲ့အကုန်နေတဲ့အချိန်တွေနဲ့နောက်ဆုံးနှုတ်ဆက်ရတော့မယ်ဘူတာကိုကြောင်မမသိရောက်လာခဲ့ပြီလေမနေ့ခင်းတဲ့အတူချင်းငှက်တို့တာယာတန်ကကျွန်တော်အတွက်တော့မတာယာနေခဲ့ပါဘူးဘူတာယုံကနေတစ်ဆယ်ကားဂိတ်ကိုရောက်တဲ့အခါမနေ့ခင်းလေငင်းများကအေးဆက်နေပြီးကျွန်တော်တို့နှစ်ဦးကြားကနှုတ်ဆက်ခြင်းကလည်းဝမ်းနည်းမှုတွေနဲ့ပြည့်နေနေခဲ့တာပေါ့ဗျာဒါဟာကျွန်တော်တို့ရဲ့နောက်ဆုံးသောနှုတ်ဆက်ခြင်းဖြစ်တယ်ဆိုတာကိုသူရောကျွန်တော်ရောမသိခဲ့ကြပါဘူးအကယ်၍ဒါဟာအပြည့်တိုင်ခွဲခွာရတော့မယ်နှုတ်ဆက်ခြင်းမှကြိုသိခဲ့ကြမယ်ဆိုရင်ဒီအခြေအနေကိုကျွန်တော်တို့ဖြစ်ခွင့်ပေးမှာမဟုတ်ပါဘူးကားပေါ်မတက်ခင်တန်တင်းကသူမဝစ်စင်ထားတဲ့ကျွန်တော်ရဲ့အလက်ရောင်တီရှပ်လက်ရှိလေးကိုချွတ်ရန်ပြင်လိုက်တယ်ပြီးတော့ကိုငယ်ဒီမှာအဲ့ဒီလေးပြန်သွားအောင်လေတန်တင်းဝစ်လာခဲ့ပြီးပြီပဲကိုငယ်ကျင်းနေတော့ပါကျွန်တော်ကပြုံးလေးရနေပဲကောင်းခါပြီးမယူတော့ပါဘူးတန်တင်းရဲ့တန်တင်းပဲဆက်ဝစ်သွားလိုက်ပါနော်အဲ့ဒါကိုငယ်ရဲ့အနွေးတယ်လေးပါအဲ့ဒီအနွေးတယ်လေးကိုတန်တင်းနဲ့အတူထားပေးရစေကျွန်တော်စကားဆုံးတော့တန်တင်းကအင်ကြီးလေးကိုရင်ခွင်နဲ့ပိုက်ထားရင်မျက်လုံးများဝိုင်းဆက်ကငေးကြည့်နေတာကိုကျွန်တော်တွေ့ရတယ်သူမရဲ့မျက်ဝန်းတွေကမျက်ရည်စားတွေကဝိုင်းနေတယ်သူမကျွန်တော်ကိုနောက်ဆုံးအချိန်ပြုံးပြကကားပေါ်ကိုတက်သွားပါတော့တယ်ကားဆက်နိုးတန်နဲ့အတူကားကတဖြည်းဖြည်းရွေ့သွားတော့ကားပြတင်းပေါက်ကနေ
ကျွန်တော်ကိုလှမ်းကြည့်နေတဲ့တန်နှင်းကိုမြင်တော့ကျွန်တော်ရင်ထဲမှာတစုံတစ်ခုပြိုလဲသွားသလိုခံစားလိုက်ရတယ်ပြီးတော့ချစ်တယ်တန်နှင်းချစ်တယ်ကျွန်တော်ထိမ်းမြော်တဲ့အစုံကားနောက်ကိုပြေးလိုက်ရင်အားကုန်ထုတ်ပြီးအော်ဟစ်လိုက်မိတယ်အဲ့ဒီအတန်ကဘူတာယုံရဲ့အဆူညံတန်တွေကြားထဲမှာတော့ပဲ့တင်ထက်သွားခဲ့ပါတယ်ကားပြတင်းပေါက်ကကြည့်နေတဲ့တန်နှင်းလေးစိတ်မကောင်းစွာနဲ့ပဲကျွန်တော်ကိုလက်ကလေးဝှေ့ရပြီးနောက်အဆုံးအချိန်ပြုံးပြသွားခဲ့ပါတယ်အဲ့ဒီအပြုံးဟာကျွန်တော်ရဲ့အရင်ထဲမှာထာဝရအမတ်တရားအဖြစ်ဒီရှိနေလိမ့်မယ်ဆိုတာတန်နှင်းလုံးဝမသိနိုင်ပါဘူးအဲ့ဒီခေတ်ကဖုံးတွေမပေါ်များသလိုတွာလာရေးမှလည်းအရန်ခက်ခဲတဲ့အခြေအနေအဲ့ဒီနှုတ်ဆက်ခြင်းကကျွန်တော်တို့နှစ်ဦးအကြားအပြေးတိုင်အဆက်အသွယ်ပြတ်သွားစေမယ်လမ်းစာဖြစ်မှမသိဘယ်သူမှမချိန်မိခဲ့ကြပါဘူးကျွန်တော်ဟာနောက်ဆုံးနေ့အကြောင်းသားတယောက်အနေနဲ့ကျောင်းဖွင့်ရင်လဲတန်လင်းတယောက်ပျော်ရွှင်စွာနဲ့ပညာဆက်လက်သင်ယူနိုင်ပါစေဆိုပြီးစိတ်ထဲကလည်းဆူတောင်းပေးနေမိပါတယ်ကျောင်းပိတ်ရမှာကျွန်တော်ရွာကိုပြန်ရောက်ပေမဲ့တန်လင်းကိုလွမ်းနိုင်အမတ်တရအရီကိုပြန်စဉ်းစားပြီးအလွမ်းဖြေနေရတာပေါ့ဗျာတန်လင်းကိုလွမ်းစွတ်တောင်းတနေတဲ့စိတ်ကကျွန်တော်အတွက်တော့သီးမခံနိုင်စရာစိတ်တိုင်းရာတစ်ခုလိုဖြစ်နေခဲ့တာပါတိုက်ဆိုင်မှုရှိတဲ့တခြင်းတန်တွေကြားရတဲ့ကျွန်တော်တန်လင်းကိုပို့ပြီးလွမ်းမိနေတယ်ဒါပေမဲ့မပြည့်စုံတဲ့မိသားစုဘဝရဲ့တွန်းအားကြောင့်ကျွန်တော်ရွာမှာကြာရှည်စွာမနေဖြစ်ခဲ့ပါဘူးမိသားစုစားဝင်နေရေးအတွက်မြို့ကြီးစီကိုလုပ်ငန်းခွင်ဝင်ရန်အတွက်စိတ်မပါတပါနဲ့ထွက်ခွာခဲ့ရပါတော့တယ်မြို့ကိုသွားရယထာစီရင်ပြတင်းပေါက်ကတစ်ဆင့်လွန်ပြန်သွားတဲ့ရှုခင်းများကိုငေးကြည့်ရင်တန်င်းနဲ့အတူယထာစီရဲ့အချိန်ကိုပြန်သတိရလာမိပြန်တယ်တန်င်းမင်းရောငါ့လိုပဲလွမ်းနေပါမလားငါတို့ရဲ့အဆက်အသွယ်တွေဘယ်တော့များမှပြန်မရနိုင်တော့ဘူးလားတန်င်းဒီလိုမေးခွန်းများနဲ့အရှင်ထဲမှာအလွမ်းတက်တွေတီးဆောက်ရင်ကျွန်တော်ခီးဆက်ခဲ့ရတာပေါ့အဲ့ဒီအချိန်ကကျွန်တော်တို့နှစ်ဦးလုံးမသိခဲ့ကြတာကအဲ့ဒီကအဲ့ဒီနတ်ရောင်လေးနဲ့နှုတ်ဆက်ခဲ့တဲ့သူမရဲ့အပြုံးဟာကျွန်တော်အတွက်နောက်ဆုံးအပြုံးများဖြစ်နေခဲ့ခြင်းပါပဲအချိန်ကာလကကျွန်တော်တို့မသိလိုက်ခင်မှာပဲဒီရွေးကုံဆုံးသွားခဲ့တယ်ကျွန်တော်လုပ်ငန်းခွင်လေးကိုဝင်ရောက်ခဲ့တာဘာလို့နဲ့9 နှစ်ကျော်ရှိခဲ့ပါပြီအဲ့ဒီအချိန်ဆက်သွယ်ရေးလောကမှာပြောင်းလဲမှုကြီးတစ်ခုစတင်လာခဲ့ပါတယ်အရင်ကရှားပါလာတဲ့ဖုံစင်ပြတ်တွေကိုရက်ကွက်ရုံတွေမှာဈေးနှုန်းကျသာစွာနဲ့စတင်ရောင်းချလာသလိုအပြင်ဈေးကွက်မှာလည်းအလွယ်တကူဝယ်ယူလို့ရနိုင်ခဲ့ပါတယ်အဲဒီခေတ်ကကျွန်တော်လည်းဖုန်းတစ်လုံးကိုစတင်ကင်တွေဖြစ်ခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်ဖုန်းတွေကဆက်သွယ်ရန်ဖုန်းနံပါတ်ဆိုပြီးများများဆဆမရှိနေခဲ့ပါဘူးလုပ်ငန်းခွင်တွေကအပေါင်းအသင်းများနဲ့နေကမိဘစီဆက်လို့ရမယ်ဖုန်းနံပါတ်လောက်သာရှိနေခဲ့တာပါကျွန်တော်အမြဲတမ်းလွမ်းစွတ်တောင်းတနေတဲ့တန်င်းဆိုတဲ့အမည်ကတော့ဖုန်းစင်းထဲမှာဖုန်းနံပါတ်မပါသေးပဲအမည်တစ်ခုသာကြိုတင်ရှိနေခဲ့တာပါတစ်ချိန်တည်းမှာပဲ Digital Network ခေတ်ကြီးကလည်းအဟုန်တိုးတက်လာခဲ့လိုက်တာကြောက်စရာကောင်းတာတော့အမှန်ပါပဲအင်တာနက်ဆိုတဲ့အရာကကမ္ဘာကြီးကိုရုတ်တရက်အံ့ဩလောက်အောင်မြန်ဆန်သွားစေပြီးကျွန်တော်တို့ကိုတယောက်နဲ့တယောက်တနေရာနဲ့တနေရာပုံမနီးကပ်စေတဲ့အောင်ထင်ရပေမဲ့ကျွန်တော်အတွက်တော့ဒီအင်တာနက်ခေတ်ကြီးရဲ့အရှိန်ဟောကတခါတရံလောက်သာကြောက်စရာကောင်းလောက်အောင်လင်းမြန်လွန်းနေတယ်လို့ခံစားရမိပါတယ်အင်တာနက်တွေဖုန်းနေတာပေါ်လာတာငါရှာတဲ့အမင်းကတော့ဒီနည်းပညာတွေကြားတဲ့ကနေပျောက်ဆုံးနေသေးပါပဲလားတန်နေရဲ့ချိန်တွေအတော်ကြာမြင့်ခဲ့ပြီးမှဒီနေ့ကျွန်တော်အတွက်မမျှော်လင့်ထားတဲ့ကံကြမ္မာတစ်ခုဆိုက်ရောက်လာခဲ့တယ်တငယ်ချင်းတစ်ယောက်ကနေနောက်တစ်ယောက်ကနေနောက်တစ်ယောက်ဆိုပြီးဖုန်းနံပါတ်ရလို့ဒီလိုနဲ့ဆက်သွယ်ရင်းကလည်းနောက်ဆုံးမှာတော့ကျွန်တော်ကိုယ်တိုင်အသေးအတန်လိုချင်နေတဲ့ရှာဖွေနေတဲ့တနည်းရဲ့ဖုန်းနံပါတ်ကိုကျွန်တော်ရရှိလိုက်ပါတော့တယ်ဒီဖုန်းနံပါတ်လေးကိုကျွန်တော်ရဲ့ဖုန်းပေါ်မှာမြင်လိုက်ရတဲ့အခိုက်အတန့်ကျွန်တော်ရင်ထဲမှာပျော်ရွှင်ခြင်းဝမ်းနည်းခြင်းတွေရန်စွတ်ခြင်းတွေချောပြီးမျက်ရည်တွေတောင်ကျလာခဲ့ပါတယ်ပြီးတော့နောက်ဆုံးတော့ငါရခဲ့ပြီကွာဆိုတဲ့စိတ်ထဲကနေတူတူလေးရေရွရဲပျော်ချက်ကလက်ထဲကဖုန်းကိုပြုတ်ကျသွားမှသတိထားမိရဲ့9 နှစ်ကျော်ကာလ
လေဟာနဲ့တစ်ခုကိုဖျက်ကျော်လာခဲ့ပြီးရဲ့နောက်အခုတော့အဆက်အသွယ်ပြန်ရတော့မယ်ဒီအခွင့်အရေးကိုကျွန်တော်ရရှိလိုက်ပြီဖြစ်ပါတယ်ကျွန်တော်တုံ့လုံနေမိတယ်ငါအခုချက်ချင်းဆက်လိုက်ရင်တန်နေကငါ့ကိုဘယ်လိုတုံ့ပြန်မလဲသူကရောငါ့ကိုမှတ်မိပါဦးမလားဒါမှမဟုတ်သူဟာတခြားဘဝတစ်ခုမှာပျော်ရွှင်နေပြီးသားဖြစ်နေမလားစတဲ့မိကွန်းတွေကစိတ်ထဲမှာဖွက်လို့ရိုက်နေတယ်ရှားခဲ့တဲ့ပျော်ရွှင်မှုတဲ့ဆုံးရှုံးရမှာကိုကျွန်တော်ချောင်းရွံ့နေတဲ့စိတ်ကပုံမူကြီးစိုးနေတယ်ဘုံကိုကင်ထားရင်းနဲ့ပဲအချိန်အတော်ကြာတုံဆိုင်နေမိတယ်ကျွန်တော်သူမကိုမျက်နှိုးတဲ့အပြင်သူမနဲ့ပတ်သက်တဲ့အရာအလုံးတံပိုးထားလုံးသူတရားမို့အနာဂတ်အဖြစ်တစ်ခုကိုလက်ခံရမှာကိုတုံလို့နေခဲ့ခြင်းပဲဖြစ်ပါတယ်ချက်ပေါင်းများစွာကျွန်တော်တုံဆိုင်နေခဲ့ပြီးတဲ့နောက်ဒီနေ့ကျွန်တော်မနေနိုင်တော့ပဲသူမရဲ့ပုံနံပါတ်စီကိုခေါ်ဆိုလိုက်မိပါတယ်ပုံမြည်စံတစ်ခုချင်းစီအတိုင်းကိုကျွန်တော်ရှင်ခုံတန်များကလိုက်ပါမြည်ဟိနေတယ်နောက်ဆုံးသူမဖုံးကင်လိုက်တန်ကြားလိုက်ရတဲ့အခါကျွန်တော်ဘာစပြောရမှမသိဝမ်းသာလွန်ပြီးဘာကိုစပြောရမှမသိခဲ့ဘူးအားနေကြောကာလတိုင်အောင်ရှာဖွေခဲ့ရတဲ့ဒီအတန်ပိုင်ရှင်နဲ့ပြန်လဲဆက်သွယ်နိုင်ခဲ့ပြီဆိုတော့လေဒါပေမဲ့ကျွန်တော်မျှော်လင့်ထားတဲ့နှွေးထွေးမှုမျိုးကိုတန်တဲ့တန်ကကျွန်တော်ပြန်မရခဲ့ပါဘူးတစ်ဖက်ကတန်ရဲ့အတန်ကအရင်လိုမဟုတ်တော့ပဲအလွန်ကိုအေးဆက်လွန်းနေတယ်နှုတ်ဆက်စကားလေးကိုတော့အားနာတဲ့အောင်အန်ချက်ညီလွန်လာတဲ့သူမရဲ့စကားသံများကကျွန်တော်အရှင်လေးကိုအဆိုင်တယ်လို့စူးဝင်သွားပါတယ်တန်နေကိုငယ်ပါမမိသေးလားစတဲ့ကျွန်တော်မိခွန်းတွေကိုတန်နေကခက်အေးပဲပြန်ပြေးအရင်ကကျွန်တော်တို့နှစ်ဦးကြားကရင်းနှီးမှုနှွေးထွေးမှုအလွမ်းတက်ခံတို့ဟာယခုအခါမှာတော့အဝေးတနေရာကိုလွတ်ပါသွားခဲ့ပြီဖုန်းတွေကစကားတန်တွေဟာစိမ့်သက်လွန်လာပါတယ်ကျွန်တော်စိတ်ပူပင်မှုများတောကများတဲ့အရှင်ထဲမှာမိခဲကိုကင်ထားသလိုခံစားနေခဲ့ရတယ်ဘာလို့လဲဘာကြောင့်များအရင်ကတည်းကပူပြီးငါတို့တွေဝေးကွာသွားခဲ့ရတာလဲကျွန်တော်စိတ်ထဲမှာအမေးပုတ်စာပေါင်းများစွာနဲ့ပွက်လုံးရိုက်နေတယ်တနေ့အေးဆက်တဲ့အတန်တစ်ခုအောင်မှာတစုံတစ်ခုသောလှုပ်ဝက်ချက်ဒါမှမဟုတ်ရင်ကြောင်းလဲသွားတဲ့ဘဝဆက်ကြောင်းတစ်ခုကိုကျွန်တော်ရိပ်မိခံစားနေတယ်။ငါးနှစ်ဆိုတဲ့အချိန်ကာလကကျွန်တော်တို့နှစ်ဦးရဲ့အချစ်ကိုသာမကတဦးအပေါ်တဦးထားရှိတဲ့အမတ်တရအများကိုတောင်ဝါမျိုးသွားခဲ့ပြီလားကျွန်တော်စိုးရိမ်စွာနဲ့တွေးတောနေမိတယ်။ဖုန်းတစ်ဖက်ကတန်ရဲ့အေးဆက်မှုဟာကျွန်တော်ရင်ကိုအချိန်ချင်းထိုင်ရစေပေမဲ့ကျွန်တော်ကတော့သူမအပေါ်မပြောင်းလဲတဲ့ချစ်ချင်းတရားတွေနဲ့ပါကျွန်တော်လွယ်လွယ်ဆွဲမလျှော့ပဲဖုံးဆက်မြဲဆက်နေခဲ့ပါတယ်နေ့စဉ်နဲ့အမျှကျွန်တော်အတွက်တော့ဒါဟာတာဝန်တစ်ခုလို့ဒါမှမဟုတ်အသက်ရှည်ရတယ်လို့မျိုးဖုံးဆက်နေမိပါတယ်ဒါပေမဲ့လည်းတန်နှင်းဘက်ကတုံ့ပြန်ပုံကတစုံတရာပြောင်းလဲသွားခြင်းမရှိခဲ့ပါဘူးသူမဟာအရင်ကလိုပဲအေးဆက်ဆက်စိမ့်သက်သက်ဖြစ်တာတုံ့ပြန်တတ်ပါတယ်ကျွန်တော်အရင်အကြောင်းတွေကိုပြန်ပြောပြရင်လည်းအင်းပါဟုတ်လားဟုတ်တယ်နော်ဆိုတဲ့အဖြေတူလေးများနေတာစကားကိုအဆုံးတတ်လိုက်တတ်တယ်အဲ့ဒီအေးဆက်မှုရဲ့နောက်ွယ်ကဘာတွေများဖုံးဝေထားတာလဲတနေ့ကျွန်တော်အဲ့ဒီအေးဆက်မှုများကိုကြောင်းရုံခြင်းမရှိတော့ပဲအဲ့ဒီအေးဆက်မှုတွေထဲမှာတော့ပျော်ဝင်နှင့်မွနေခဲ့မိတယ်ကျွန်တော်ဖုံပြောတိုင်းတနေ့ရဲ့အတန်ထဲမှာရင်ကငွေထွေးမှုမျိုးကိုရှာဖွေနေတတ်တယ်တနေ့မင်းငါ့ကိုစိတ်ညစ်နေရလားဒါမှမဟုတ်ငါ့ကိုမုန်းသွားရလားမေ့သွားရလားကျွန်တော်အဲ့လိုမေးမြန်းတဲ့အခါတိုင်းဖုန်းတစ်ဖက်မှာတိတ်ဆိတ်သွားတတ်တယ်အဲ့ဒီတိတ်ဆိတ်ခြင်းကကျွန်တော်အတွက်ပိုပြီးနာကျင်ရလေဖြစ်နေတယ်ကျွန်တော်တနေ့ကိုအတင်းချက်မေးခွန်းထုတ်ရန်လဲမဝင့်မရဲဖြစ်နေမိရဲ့အကယ်၍သာကျွန်တော်မရမကပိုပြီးမေးလိုက်ရင်လဲတနေ့တယောက်ဖုန်းကိုလုံးဝချလိုက်မှာကိုကျွန်တော်ကြောက်နေမိတယ်ဒီလိုနဲ့ပဲကျွန်တော်ဒီအေးဆက်မှုတွေကမင်းရဲ့အမှန်တရားလားဒါမှမဟုတ်ငါ့ကိုစမ်းသပ်နေတဲ့ preview တခုလားဆိုပြီးတွေးတောရင်းနဲ့ပဲညာတိုင်းဖုံးဆက်ခြင်းကိုလက်မလျှော့နိုင်ခဲ့ပါဘူးကျွန်တော်တနေ့ရဲ့အေးဆက်မှုတွေကိုတော့တန်ဖိုးထားနေမိလေပြီလေဗျာဒီလိုနဲ့တနေ့မှာတော့ဖုံးပြောရင်းတနေ့ရဲ့စကားတွေကကျွန်တော်ရဲ့ကဘာတစ်ခုလုံးကိုပြောင်းပြန်လှန်ပစ်လိုက်တော့လေဟယ်လိုတနေ့နေကောင်းလား
လုပ်တွေရောအဆင်ပြေလားဟုတ်ကောင်းပါလေအဆင်လဲပြေတယ်ကိုငယ်ရောနေကောင်းလားကိုငယ်လည်းကောင်းပါလေတနေ့ငါတို့ဘယ်တော့လောက်မှပြန်ဆောင်ကြမလဲမနေတော့ဘူးကိုငယ်ရဲ့အမေကတနေ့ကိုအယမ်းမျောလင့်ထားတာလေတော်ရုံလူနဲ့လည်းတနေ့ကိုသဘောတူမှာမဟုတ်ဘူးပြီးတော့အမေကတနေ့ကိုကားလမ်းဘေးမှာအသီးတွေရောင်းပြီးကြောင်းထားပေးခဲ့တာတနေ့ကတော့အမေကိုစိတ်မစင်းရဲစေချင်ဘူးနောက်ပြီးအမေကတနေ့ကိုသူသဘောတူထားတဲ့လူတယောက်အကြောင်းခဏခဏပြောလို့ရှိတယ်အဲ့ဒီလူနဲ့တနေ့ကိုသဘောတူနေပုံရတယ်ကိုငယ်တနေ့လေအမေကိုမလွန်ဆန်ချင်ဘူးဒါဆိုငါတို့ကမစုံကြရတော့ဘူးလားတကယ်ပဲငါတို့ဇလန်ကဒီမှာနေပြီးဆုံးသွားပြီလားဒါတွေကိုရောတနေ့ကတကယ်ပဲလက်ခံလိုက်တော့မှလားတနေ့ကတော့အမေပေးစားတဲ့သူနဲ့ယူရမယ်ဆိုပြီးအမေကပြောလာရင်တနေ့သဘောတူရမှာပဲကိုငယ်ဒါကိုလည်းကိုငယ်နားလည်ပေးပါတနေ့စီကအဲ့ဒါလိုကြားလိုက်ရတော့ကျွန်တော်ရှင်ထဲမှာမီးတော့တစ်ခုလိုလောင်ကျွမ်းနေသလိုခံစားလိုက်ရတယ်အားလုံးကြာရှုံးသွားပြီကျွန်တော်မျောလင့်ထားသမျှအရာအလုံးအငွေ့ပြန်သွားသလိုပါပဲမဟုတ်ဘူးအဲ့ဒီလိုမပြည့်ရဘူးတနေ့ငါလက်မခံနိုင်ဘူးမင်းပြောဘူးလေကွာငါ့ကိုချစ်ပါတယ်ဆိုငါအနားမှာနေအရာအလုံးပြည့်စုံသလိုခံစားရတယ်ဆိုကိုယ့်ကိုအရင်ချစ်တယ်ဆိုဒါတွေကဘာတွေလဲလိတ်အညာတွေလားတော်ပါတော့ကွာငါမခံစားနိုင်တော့လို့ပါဘယ်အချိန်ကလေးကဖုံးချသွားလဲဆိုတာကျွန်တော်သတိမထားမိခဲ့ဘူးဖုံးစပီကာတွေကနေထွက်ပေါ်နေတဲ့တတိတိမြေတန်ကကျွန်တော်အတွက်တော့ကဘာပြတ်တယ်လို့ပါပဲအိမ်ညာကကျွန်တော်အတွက်တော့တန်နေနဲ့ပတ်သက်ပြီးဒုတိယအချိန်လူမန်းသူမန်းမသိအောင်မူယူခဲ့ရတဲ့အမောင်ညတညဖြစ်ခဲ့ရပါတော့တယ်နောက်တနေ့မနေ့ကျွန်တော်စိတ်ထဲမှာပြင်းထန်တဲ့အပြောင်းလဲတစ်ခုဖြစ်ပေါ်လာခဲ့တယ်ညကလောင်ကျွမ်းခဲ့ရတဲ့မီးတောက်တွေကကြေကွဲမှုနေရာမှာကျွန်တော်ရဲ့မာနနဲ့ဒေါသတွေကအစားထိုးဝင်ရောက်လာခဲ့တယ်မင်းငါ့ကိုသစ္စာဖောက်ရက်တယ်ပေါ့လေလာကြီးစွာနဲ့ကိုယ်ကိုတိုးတိုးလေးရေရွမိတယ်အဲ့ဒီအချိန်မှာကျွန်တော်စိတ်ထဲအချစ်တဲ့မာနကပိုပြီးကြီးစိုးနေခဲ့တယ်ကျွန်တော်တန်င်းကိုတန်ခတ်လိုတဲ့စိတ်ကိုတက်တည်ပြလိုတဲ့စိတ်တွေနဲ့ဆုံးဖြတ်ချက်တစ်ခုကိုပြက်ပြက်သားသားအခိုင်အမာချလိုက်တော့တယ်ဒီတစ်ခါတော့မင်းငါ့ကိုမထားစေရဘူးတန်င်းမင်းစီကနေငါအရင်ထွက်သွားပြမယ်မင်းကိုငါအရင်အိမ်တော်ပြုတ်ခွင့်မပေးနိုင်ဘူးမင်းရင်ငါအိမ်တော်ပြုတ်ပြမယ်ငါဘယ်လောက်ထိနာကျင်ရလဲဆိုတာမင်းမြင်အောင်ငါလုပ်ပြမယ်ကျွန်တော်အဲ့ဒီမာနာလေးကိုအာတန်စွာနဲ့ပဲအခြားသူတယောက်နဲ့အလင်းမြန်လက်ထပ်လိုက်တော့တယ်ချစ်ချင်းမြတ်တာအတွက်မဟုတ်ဘဲနာကျင်မှုနဲ့မာနအတွက်ကိုရွေးချယ်လိုက်တဲ့ဒီလက်ထက်ခြင်းကကျွန်တော်ဘဝလမ်းကြောင်းကိုနောက်တဲ့အလဲပြောင်းတစ်ခုစီကိုခေါ်ဆောင်သွားခဲ့ပြန်တယ်ကျွန်တော်တနေ့အပေါ်ထားရှိခဲ့တဲ့အချစ်တွေကိုညီမြုပ်ရင်အခြားသူတဦးရဲ့လက်ကိုစုပ်ကန်ကအိမ်တော်တစ်ခုကိုတိဆောက်လိုက်ပါတော့တယ်လက်ထက်ပြီးရပိုင်းများအကြာမှာတနေ့ရဲ့တငယ်ချင်းတယောက်ထံကနေဖုန်းခေါ်ဆိုမှုတစ်ခုကိုရရှိခဲ့ပါတယ်ဟယ်လိုကိုငယ်လားကိုငယ်လို့ခေါ်လိုက်ကြတဲ့ကတနေ့နဲ့ပတ်သက်နေတဲ့သူမှကျွန်တော်သိပါတယ်ဟုတ်ကဲ့ဟုတ်ပါတယ်ပြောပါခင်ဗျာကိုငယ်တို့မှားသွားပြီဖုန်းတစ်ဖက်ကအတန်ကတုံရီနေတယ်ကျွန်တော်ဘာကိုဆိုလို့မှမသိတော့စိတ်လှုပ်ရှားသွားနေပဲပြန်မေးလိုက်မိတယ်ဘာပြောတာလဲအခုကဘာတူလဲရှင်းပြောပါညီမလေးတစ်ဖက်ကသူ့ရဲ့အမိကိုပြောလိုက်တော့အကြောင်းတော့ကတန်င်းလုံးနဲ့အဆောင်တူနေခဲ့တဲ့တန်င်းရဲ့တငယ်ချင်းမှကျွန်တော်မှတ်မိလိုက်တယ်အော်ညီမပြောပါပုံဝင်လင်းလင်းပြောတော့ညီမကိုငယ်တကယ်တော့တန်င်းပြောခဲ့တဲ့စကားတွေကကိုငယ်ကိုစမ်းသပ်နေတာသူ့အမေကသဘောတူထားတဲ့သူဆိုတာလဲလုံးဝမရှိနေပါဘူးသူ့အမေကတန်င်းကိုရေးချွဲပိုင်ခွင့်အပြည့်အဝပေးထားတာပါသူကကိုငယ်ကိုတကယ်ချစ်တာအဆက်အသွယ်မရတဲ့ကာလတွေကြာတော့သူအရန်လွှမ်းပြီးကိုငယ်သူ့အပေါ်ဘလောက်ထိသစ္စာရှိလဲဘလောက်အထိချစ်လဲဆိုတာသိချင်စိမ့်နဲ့သူအခုလိုဇလန်းဆင်ခဲ့တာနောက်ဆုံးတော့သူကိုယ်တိုင်အရောက်လာပြီးကိုငယ်ကို surprise လုပ်မယ်လို့လဲစီစဉ်ထားပြီးသားကျမတို့ကိုတန်နေကိုငယ်မင်္ဂလာဆောင်တယ်ဆိုတာအခုမှသိရတာဘလို့ဖြစ်ရလဲကိုငယ်ကျွန်တော်အရှင်ထဲမှာမိခဲတစ်လုံးကိုအတင်းဆုပ်ကင်လိုက်ရတယ်လို့ခံစားလိုက်ရတယ်တကယ်ကြီးလားညီမသွားပြီ
ငါမာနတွေကအရာအလုံးကိုဖျက်ဆီးပြေးလိုက်ပြီဟာငါမာနကြောင့်လက်ထပ်လိုက်တာသူငါအရင်အိမ်တော်ပြုမှာကိုငါမခံစားနိုင်ဘူးငါသူ့အရင်လှုပ်ပြမယ်ဆိုတဲ့မာနနဲ့ငါလှုပ်လိုက်မိတာဖြစ်မှဖြစ်ရလေကိုငယ်ရဲ့ညီမတို့လေရုပ်ရှင်တကားကိုကြည့်နေရသလိုပဲအခုလေတနေ့ရဲ့အခြေအနေကတော်တော်ဆိုးနေပြီဆက်မပြောပါနဲ့တော့ညီမရဲ့အခုဆက်ပြီးတော့မပြောနိုင်တော့လို့ပါငါမာနကိုရှေ့တန်းတင်ခဲ့မိတဲ့အမားကအခုငါ့ကိုပြန်ပြီးတန်ခတ်လိုက်ပြီးချစ်လျက်နဲ့စမ်းသပ်မှုတွေမာနတွေကြားထဲမှာငါတို့ဝေးခဲ့ကြရပြီနောက်ဘဝတွေရှိခဲ့ရင်တော့ဒီလိုအဖြစ်မျိုးမကြုံပါစေနဲ့လို့ပဲဆုတောင်းရတော့မှာပေါ့ညီမရဲ့သူ့ကိုညီမတို့ဝိုင်းပြီးဂရုစိုက်ပေးပါနော်သူ့ဘဝလေးတာယာဖို့ဂရုစိုက်ပေးကြပါကျွန်တော်ဆက်ပြီးစကားမပြောနိုင်တော့ဘူးခြေကွဲခြင်းတွေပြင်ဆင်ခွင့်မရတော့တဲ့နောင်တများနဲ့ကိုစီဘဝကိုရင်ဆိုင်ရင်ကျွန်တော်တို့ဝေးကွာခဲ့ကြရတော့တာပေါ့ဗျာ